ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် K Audio Book Channel ကနေပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်ဇာတ်လမ်းကောင်းလေးတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့စာရေးသူမင်းသိဆက်ရှမ်းမောမြေရဲ့မရဏစကားဝါဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို Like and Subscribe လုပ်ပြီးအားပေးဖို့အတွက်ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မိုးရီစက်တွေရောကျမဝတ်ထားတဲ့မိုးကအင်ဂျီပေါ်အဆက်မပြတ်ရှိုက်ခတ်နေတယ်။ကင်မရာကိုရှေ့မဆိုအောင်ရှင်ခွင်ထဲဝက်ပြီးမြောက်တကောင်ရဲ့ရှုံးပွက်ထူတဲ့လမ်းကြားလေးတွေဝင်လာခဲ့တယ်။ဒီမှာဆီယမရိတ်ဒီဘက်မှာနေတင်းရဲအုပ်ဦးကျော်စွာကတမီးရောင်နဲ့လှမ်းပြတယ်။အဝါရောင်မှုကင်းစီးတဲ့ police line တွေတားထားတဲ့နေရာမှာလူအုပ်ကဝိုင်းနေပြီ။ကျမခြေလမ်းတွေကိုခက်သက်သက်လှမ်းလိုက်တယ်။ခြေလမ်း10လမ်းလောက်အလိုမှာရုတ်တရက်ခေါင်းထဲကမိုက်ကနေဖြစ်သွားတယ်။ခေါင်းကိုက်ပြီးကျမအန်ကိုကြိတ်ပြီးနှထင်အောင်ဖိလိုက်မိတယ်။ဒီလက္ခဏာကိုကျမကောင်းကောင်းသိတယ်။တာမန်အလောင်းကောင်ဆိုရင်ကျမခေါင်းမကိုက်ဘူး။မတန်ရှင်းတဲ့အရာတစ်ခုခုရှိနေမှသာဒီလိုကိုက်ခဲလာတတ်တာ။လူစုခွဲပေးကြပါဗျာ။ဓာတ်ပုံဆရာမရောက်နေပြီ။ရဲတွေကလူအုပ်ကိုဖယ်ပေးလိုက်တော့မှအလောင်းကိုသေချာမြင်လိုက်ရတယ်။အမျိုးသားတဦးရဲ့အလောင်းရှုပ်ပွက်အိုင်ထဲမှာပက်လက်လန်လေးရဲ့အနေအထားထူးခြားတာကသူ့ခန္ဓာကိုယ်ပေါ်မှာဘာတန်ရာမှမရှိဘူး။သွေးတစ်စက်မှမထွက်ဘူး။ဒါပေမဲ့သူ့မျက်နှာကသွေးမရှိတော့တယ်လို့ဖြူဘက်ဖြူရောဖြစ်နေတယ်။မျက်လုံးတွေကပြူးကျဲပြီးကောင်းကင်ကိုကြောက်လန့်တကြားမော့ကြည့်နေတယ်။အဆိုးဆုံးကတော့သူ့ပါဇက်ကိုအတင်းဖြဲထားတယ်လို့ဟနေပြီ။အဲ့ဒီပါဇက်ပေါက်ထဲမှာစကားဝါပန်းတစ်ပွင့်အဝါရောင်တောက်ပနေတဲ့လက်လက်ဆက်ဆက်စကားဝါပန်းကြီးတစ်ပွင့်ကိုပါဇက်ထဲမှာထိုးထည့်ထားတာရိတ်မင်းတခုခုအနက်ရလားဦးကျော်စွာနှာခေါင်းကိုပဝါနဲ့အုပ်ရင်းမေးတယ်ကျမခေါင်းကြီးလိုက်တယ်ရတာပေါ့မိုးရွာနေရတာမပြောက်ပြက်သွားတဲ့အနက်သွေးနဲ့ပုံနဲ့မဟုတ်ပဲအီလေလေနဲ့မူးဝေချင်စရာကောင်းတဲ့ပန်းရည်နဲ့ရှိုင်းလိုက်တော့မယ်ဦးလေးကျမကင်မရာအဖုံးကိုဖွင့် flash မီးကိုတက်ပြီးအလောင်းနောက်တိုးသွားတယ်မျက်လုံးကိုကင်မရာကြည့်ပေါက်မှာကတ်လိုက်တယ်မှန်ဘလူးတွေကမြင်ရတဲ့ပုံရိပ်ကပိုပြီးပြတ်သွားတယ်စကဘာပန်းပွင့်ရဲ့အဝါရောင်ကမိုးရီထဲမှာစူးရှနေတယ်ပထမဆုံးပုံရှိုင်းလိုက်တယ်အလောင်းရဲ့မျက်နှာအနီးကပ်ပုံဒုတိယပုံခန္ဓာကိုယ်အနေအထားတတိယပုံရိုက်ဖို့ကင်မရာကိုချိန်လိုက်တဲ့အချိန်မှာကျမလက်ညှိုးတောင်ကနေဖြစ်သွားတယ်။ကင်မရာမန်ဘလူးထဲမှာအလောင်းရဲ့ခေါင်းရင်းနားမှာလူတစ်ယောက်ရက်နေတယ်။တာမန်မျက်စိနဲ့ကြည့်တော့ဘယ်သူမှမရှိဘူး။ရဲတွေကလည်းအဝေးမှာရက်နေတာ။ဒါပေမဲ့ကင်မရာထဲမှာတော့အဝါရောင်သင်္ကန်းလိုဝိယုံလိုခြုံထားတဲ့လူတစ်ယောက်မျက်နှာမရှိဘူး။မျက်နှာနေရာမှာအဝါရောင်အခိုးငွေတွေဝေနေတာ။ဟမ်ကျမကင်မရာကိုမျက်လုံးကနေခွာပြီးအပြင်မှာကြည့်လိုက်တယ်။ဘာမှမရှိဘူး။အလောင်းကောင်တစ်ကောင်နဲ့ပြန်ကြည့်တယ်။ကင်မရာထဲမှာဟိုလူရှိနေတော့မယ်။ဒီတခါပိုဆိုးတာအဲ့ဒီအရာအလောင်းကိုငုတ်ကြည့်နေရကနေကင်မရာကိုကင်ထားတဲ့ကျမစီကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာတာ။သူ့မျက်နှာနေရာမှာမျက်လုံးတွေမရှိပေမဲ့သူကျမကိုမြင်နေရတယ်ဆိုတာအလိုလိုသိလိုက်တယ်။ခေါင်းထဲမှာပိုပြီးကြိုက်ခဲလာတယ်။ပန်းရက်နဲ့ပိုပြင်းလာတယ်။ရိတ်ဘာဖြစ်တာလဲ။ဘာတွေ့လို့လဲ။ဦးကျော်စွာကျမပခုံးလှမ်းပို့လိုက်တယ်။ကျမတွန်းကနေဖြစ်သွားပြီးကင်မရာအောက်ချလိုက်တယ်။ပြန်ကြည့်လိုက်တော့ကင်မရာစကရင်ပေါ်မှာရိုက်ထားတဲ့ဓာတ်ပုံပေါ်နေတယ်။ဓာတ်ပုံထဲမှာအလောင်းဘေးမှာဘာမှမရှိဘူး။ကင်မရာမှန်ရဲ့ပုံရိပ်ရောင်ပဲပါလာတယ်။ဘာမှမဟုတ်ပါဘူးဦးလေး။ကျမလိန်ပြောလိုက်ပေမဲ့ရှင်ဘတ်ထဲမှာနှလုံးခုန်တန်းကဘုံတီးသလိုမြည်နေတယ်။ဒီလူတက်မှုကရိုးလူတက်မှုမဟုတ်ဘူး။ပြီးတော့တေဆုံးသူရဲ့ပါးစပ်ထဲကစကဝါပန်း။ကျမအိတ်ကထဲကပတ်စံအိတ်ကိုစမ်းမိလိုက်တယ်။အဲ့ဒီပတ်စံအိတ်ထဲမှာလွန်ခဲ့တဲ့နှစ်20ကပျောက်သွားတဲ့အမေနဲ့ကျမရှိုက်ထားတဲ့ဓာတ်ပုံဟောင်းလေးရှိတယ်။အမေပျောက်သွားတဲ့နေ့တော့ကလည်းအိမ်မှာဒီလိုစကဝါပန်းနယ်မျိုးရခဲ့ဘူးတယ်လေ။
ဦးလေးတေဆုံးသူကဘသူလဲသိရပြီလားပါဝင်းကျင်ကပြောတယ်ဒီလူကရက်ကွက်ထဲကရှေးဟောင်းပစ္စည်းအယောင်းဝင်လုပ်တဲ့သူတဲ့နာမည်ကဦးမောင်မောင်တဲ့ဦးမောင်မောင်ကျမအဲ့ဒီနာမည်ကိုရင်းရင်းနှီးနှီးကြားဘူးတယ်လို့ပဲဟုတ်ပြီအမေမပြောက်ခင်တုန်းကအင်ကိုခဏခဏလာလေတဲ့ဦးမောင်မောင်ဆိုတဲ့ပုဂ္ဂိုလ်ကြိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူးလွန်ခဲ့တဲ့နှစ်20ကအမေပျောက်ဆုံးမှုနဲ့ဒီနေ့ညစကဝါပန်းကပ်ရဲ့တိတ်ဆုံးမှုတစုံတစ်ခုကပြန်ဆလာပြီရိတ်မင်းနှကောင်သွေးထွက်နေတယ်ဦးကျော်စွာအွန်လိုင်းမှာကျမနှကောင်ကိုလက်နဲ့တုပ်ကြည့်လိုက်တယ်လက်ဖမိုးမှာသွေးနီနီတွေစွန့်ထင်းသွားတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီသွေးတွေကတန်ကြီးနဲ့မရှပဲစကဝါပန်းနဲ့ရနေတာပဲမြောက်ဥက္ကလာပါဆေးရုံကြီးရဲ့ရှင်ခွဲရုံကဒီညမှပို့ပြီးအေးဆက်နေတယ်လို့ပဲမိုးတဖွဲဖွဲရွာနေတဲ့အပြင်ဘက်ကအတန်တွေဟာဒီအခန်းထဲကိုမရောက်နိုင်ဘူးကြားနေရတာကရှေခဲတိုက်ဆက်မောင်းတန်ခွဲစိတ်ကရိယာတွေရဲ့တန်ချင်းထိခတ်တန်ပဲရှိတယ်ရိတ်မင်းကြည့်ရတာအဆင်ပြေရဲ့လားမုတ်ကင်းဆရာဝန်ဒေါက်တာစိုးနိုင်ကလက်အိတ်ဆိုရင်လှမ်းမိတယ်သူကကျမနဲ့ခင်မင်းရင်းနေတဲ့ဆရာဝန်တယောက်ရှားပါတယ်ဆရာကျမခေါင်းနဲ့ကိုက်နေလို့ပါကျမကင်မရာကိုလဲဘေးမှာတိုင်းလွယ်ဖြေလိုက်တယ်တကယ်တမ်းတော့အဆင်မပြေဘူးကျမနှာခေါင်းထဲမှာဆွတ်ကအလောင်းစီရာရှာခဲ့တဲ့စကဝါပန်းနဲ့ကဆွဲကြံနေတော့သွေးတိတ်သွားပေမဲ့နှာခေါင်းထဲကရှားကြီးကြီးဖြစ်နေတယ်စတီးကုံပေါ်မှာတော့ဦးမမောင်ရဲ့အလောင်းကငြိမ်သက်နေတယ်ပါဇက်ထဲကစကဝါပန်းကိုတော့မှုခင်းရဲတွေရောက်တက်တေခံအဖြစ်ထုတ်ယူသွားကြပြီဒါပေမဲ့ပါဇက်ပေါက်ကတော့ပြန်ပိတ်လို့မရတော့ပဲဟာလာဟင်းလင်းဖြစ်နေတော့မယ်ကဲစကြမယ်ဒေါက်တာစိုးနိုင်ကအတန်ဖန်းဆက်ကိုဖွင့်ပြီးမှတ်တမ်းတင်တယ်တေဆုံးသူအမည်ဦးမောင်မောင်အသက်55နှစ်ပြင်ပတန်ရာမတွေ့ရတေဆုံးချိန်ခန့်မှန်းချိန်ညနေ6နာရီအခုရင်ကောင်းပိုင်းကိုစတင်ခွဲစိတ်ပါမယ်ဆရာဝန်ကဓာတ်ကိုကင်ပြီးအလောင်းရဲ့ရင်ဘတ်အလဲတက်တက်ရနေဝမ်းပိုက်တွေခွဲချလိုက်တယ်ပုံမှန်ဆိုရင်မျိုးမင်းမဲသွေးပုတ်တွေထွက်လာရမှာဒါပေမဲ့အခုထွက်လာတာသွေးမဟုတ်ဘူးအဝါရောင်အရေးကြီးတွေအဲ့ဒီအရေးတွေကပြစ်ချွဲခြင်းနဲ့တစ်ပင်ရထွက်တဲ့အဆေးတွေနဲ့တူတယ်အခန်းထဲမှာစကဝါပန်းနဲ့ရုတ်တရက်လှိုင်ကနေထွက်လာတယ်တော့ပါရီလေဒေါက်တာစိုးနိုင်မျက်လုံးပြူးသွားတယ်သူရင်ကောင်းကိုဖြဲကြည့်လိုက်တဲ့အချိန်မှာတော့ကျမတို့နှစ်ယောက်လုံးအသက်ရှူဖို့မိသွားကြတယ်အလောင်းရဲ့ရင်ကောင်းထဲမှာနှလုံးအဆုပ်အသေးဆိုတာတွေမရှိတော့ဘူးအဲ့ဒီအင်္ဂါအစိတ်အပိုင်းတွေနေရာမှာအစားထိုးနေရာယူထားတာကအမြစ်တွေအဝါရောင်အမြစ်ဖုကြီးတွေနွယ်ပင်တွေကအဆုပ်နေရာမှာရှုပ်ပွားပြီးနေရာယူထားတာအမြစ်တွေကအသားတွေကိုထိုးဖောက်ပြီးအရိုးတွေကြားတဲ့အထိတွဲကပ်နေကြတယ်။ဦးမမောင်ရဲ့ခန္ဓာကိုယ်ကလူတယောက်မဟုတ်တော့ပဲစကဝါပင်စိုက်ထားတဲ့ပန်းအိုကြီးတစ်လုံးဖြစ်နေခဲ့တာ။ရိုက်ထားလိုက်ရိတ်ဒါရိုးရိုးလူသက်မှုမဟုတ်ဘူး။ဇီဝလက်နဲ့တစ်ခုခုလားမသိဘူး။ဒေါက်တာစိုးနိုင်ရဲ့အတန်တုန်နေတယ်။ကျမကင်မရာမြှောက်လိုက်တယ်။အလောင်းရဲ့ရင်ဘတ်ထဲကအမြစ်တွေကိုချိန်လိုက်တယ်။ရှက်တော့တဲ့နှစ်ချက်စက်တိုက်မိသွားတယ်။ဒါပေမဲ့တတိယအချက်မှာကျမမျက်လုံးကင်မရာကြည့်ပေါက်ကနေမခွာနိုင်တော့ဘူး။တာမန်မျက်စိနဲ့ကြည့်ရင်အဝါရောင်အမြစ်တွေဒါပေမဲ့ကင်မရာမန်ဘလူးထဲမှာတော့အဲ့ဒီအမြစ်တွေကလှုပ်နေတယ်။နှလုံးနေရာမှာရှိနေတဲ့အမြစ်ဥကြီးကစီးချက်မှန်မှန်ခုန်နေတာ။ပြီးတော့အမြစ်တွေကြားထဲမှာမျက်နှာတစ်ခုအမြစ်တွေနဲ့ပုံဖော်ထားတဲ့လူမျက်နှာငယ်လေးတွေအများကြီးကပါးစပ်တွေဟပြီးအော်ဟစ်နေကြတယ်လို့ပဲရိတ်မြစ်ပါတွေ့လို့လေကျမပြန်မဖြေနိုင်ခင်မှာပဲဒေါက်တာစိုးနိုင်ကဇာကနာအဲ့ဒီအမြစ်တစ်ခုကိုဆွဲထုတ်ဖို့ကြိုးစားလိုက်တယ်ရုတ်တရက်အမြစ်တစ်ခုကလှောက်ရှားပြီးခွဲထွက်သွားတယ်အထက်ကနေအဝါရောင်ဝစ်ဆံပုံတွေကအငွေ့လိုပန်းထွက်လာတယ်ဒေါက်တာစိုးနိုင်ကအဲ့ဒီအငွေ့တွေကိုရှူရှိုက်မိပြီးစ
ချောင်းဆူတယ်ကျမနောက်ကိုအမြန်ဆုပ်လိုက်တယ်မိကိုငွေလိုဝစ်ဆန်မုံတွေကမိချောင်းရှောင်အောင်မှာတလက်လက်တောက်ပါနေတယ်ဆရာအနာမကက်နဲ့ဆုပ်လိုက်ကျမအော်ပြောပေမဲ့နောက်ကျသွားပြီဒေါက်တာစိုးနိုင်ကလေပင်ကိုကုတ်ချစ်ပြီးကျမ်းပြင်ပေါ်ဒူးထောက်ကျသွားတယ်သူ့မျက်နှာတစ်ခုလုံးနေရဲလာပြီးပါးစပ်ကနေအမြုပ်တွေထွက်လာတယ်ရေပူရဲလေပင်ထဲမှာတခုခုဆရာဝန်ကမျက်လုံးပြူပြီးကျမကိုလက်လန်းတယ်ကျမကိုကြီးကိုပြေးသွားမလို့လို့တော့ကင်မရာကြည့်ပေါက်ထဲကမြင်ကွင်းကြောင့်ခြေလက်ရက်တန့်သွားတယ်ကင်မရာထဲမှာဒေါက်တာစိုးနိုင်ရဲ့ပခုံးပေါ်မှာအဝါရောင်ဝတ်ရုံနဲ့လူကခွာစီးထားတယ်မျက်နှာမပါတဲ့အဲ့ဒီတရေကဒေါက်တာစိုးနိုင်ရဲ့ပါးစပ်ကိုသူ့လက်ဝါးနဲ့ပိတ်ထားတာဆရာကျမကြောက်လန့်တကြားနဲ့ဓာတ်ပုံရိုက်လိုက်တယ်ဖလက်ရှ်မီးဖွင့်သွားတဲ့ကဏ္ဍမှာအဲ့ဒီအဝါရောင်ဝတ်ရုံနဲ့လူကကျမဘက်ကိုလှည့်ကြည့်တယ်မျက်နှာမရှိတဲ့ခေါင်းကြီးကနေအတန်တစ်ခုထွက်လာတယ်နားနဲ့ကြားရတာမဟုတ်ပဲခေါင်းထဲကိုဓာတ်ရိုက်ရောက်လာတဲ့အတန်မင်းအမေလိုပဲမွေးတယ်ကျမခေါင်းထဲကိုတန်ချွန်နဲ့ထိုးလိုက်တယ်လို့နာကျင်သွားတယ်ကင်မရာလွတ်ကျသွားတယ်ကျမနှာခေါင်းထဲကနေသွေးတွေထက်စီးကျလာတယ်ဒီတစ်ခါတော့သွေးတွေထဲမှာအဝါရောင်ဝစ်ဆန်မအစနာလေးတွေပါလာတာကိုထိတ်လန့်စွာတွေးလိုက်ရတယ်ကျမရှင်ခွဲယုံတကားကိုတွန်းဖွင့်ပြီးအပြင်ဘက်စင်းကြံလန့်တဲ့ပြေးထွက်လိုက်တယ်အနောက်မှာတော့ဒေါက်တာစိုးနိုင်ရဲ့ချောင်းဆိုးတန်တဲ့အတူမပီမတရှီမောတန်လိုအတန်ကြီးကိုပါကြားခဲ့ရတယ်ဆရာမဘာဖြစ်တာလဲဆရာစိုးနိုင်ရောအပြင်မှာစောင့်နေတဲ့ရဲသားတယောက်ကမေးတယ်ကျမပြန်မဖြေနိုင်ဘူးပါးစပ်နဲ့နှာခေါင်းလက်ကင်ပေါ်ဝါနဲ့အုပ်ပြီးဆေးရုံအပြင်ဘက်ကိုပဲဥတီပြေးလိုက်တယ်ကျမရှင်းပြရင်လည်းဘယ်သူမှရှုံးမှာမဟုတ်ဘူးပြီးတော့ကျမကိုယ်တိုင်လည်းကူးဆက်ခံထားရပြီကားပေါ်ရောက်တော့မှန်ထဲမှာကိုယ့်မျက်နှာကိုပြန်ကြည့်လိုက်တယ်နှာခေါင်းသွေးတွေတိတ်သွားပေမဲ့မျက်လုံးတငယ်အိမ်ထဲမှာအဝါရောင်အဆက်အပြောက်လေးတွေပေါ်နေတယ်ခေါင်းကိုက်တာပိုဆိုးလာတယ်အချိန်မရှိတော့ဒီဝစ်ဆန်မုံတွေအဆုတ်ထဲမရောက်ခင်အပြေရှာမှရမယ်ကျမကားဆက်နှိုးပြီးဦးမမောင်ရဲ့နေရဲလိပ်စာကိုမောင်းထွက်ခဲ့တယ်ဦးမမောင်ရဲ့ပတ်စံအိတ်ထဲကမှတ်ပုံတင်မှာတွေ့ခဲ့တဲ့လိပ်စာရှေးခေတ်ရှေးဟောင်းပစ္စည်းဆိုင်ဗဟန်းမနက်1:30မိနစ်ဗဟန်းကုန်းမြစ်ပေါ်ကတိုက်အုပ်ကြီးတစ်လုံးရဲ့ရှေ့မှာကျမကရပ်လိုက်တယ်မိုးကတဲတဲမဲမဲရွှာနေတော့မယ်တွေ့ပြီရှေးခေတ်ရှေးဟောင်းပစ္စည်းဆိုင်ဘုတ်ကလေတိုက်လို့ရင်းထိုးနေတယ်ဆိုင်တကားကပိတ်ထားပေမဲ့ကျမမှနီးလန်းရှိပါတယ်ဦးမမောင်ရဲ့အလောင်းကနေရဲတွေသိမ်းဆည်းထားတဲ့ပစ္စည်းတွေတည်းဟာတော့တွေကိုကျမတက်တီကန်ပစ္စည်းသိမ်းတဲ့နေရာကနေခဏယူလာခဲ့တာလေတော့ဖွင့်ပေးရနဲ့ဆိုင်တဲကိုဝင်လိုက်တယ်ဝင်လိုက်တာနဲ့စီးကြိုတဲ့အနံ့စကဝါပန်းနဲ့ဒီဆိုင်ထဲမှာစကဝါပန်းအစ်စ်မရှိဘူးဒါပေမဲ့အနံ့ကတောက်တိုင်းပစ္စည်းတိုင်းမှာဆွဲနေတယ်လို့ပဲကျမဖုန်းမီကိုမသုံးပဲကင်မရာရဲ့ flash မီကိုပဲသုံးဖို့ဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့တာမန်မျက်စိနဲ့မမြင်ရတဲ့အရာတွေကိုကင်မရာမြင်ရလို့ပဲ flash မီတစ်ချက်ပွင့်သွားတယ်ဆိုင်ထဲမှာရှေးဟောင်းကြေးရုပ်တွေပန်းအိုးတွေဖီရိုဟောင်းတွေပြည့်နေတယ်ဖုန်းတွေတက်နေပေမဲ့ပစ္စည်းတိုင်းကတန်ဖိုးကြီးပုံရတယ်ကျမကောင်တာဘက်ကိုရှောက်သွားတယ်ကောင်တာပေါ်မှာစရင်အင်းစာအုပ်တွေနဲ့ဓာတ်ပုံပေါင်းတစ်ခုရှိတယ်ဓာတ်ပုံကိုကောက်ကန်လိုက်တယ်အဖြူအမဲဓာတ်ပုံဟောင်းလေးတစ်ပုံလူ3ယောက်ရိုက်ထားတာဘယ်ဘက်မှာဦးမမောင်ငယ်စဉ်ကညာဘက်မှာအမျိုးသမီးတစ်ယောက်သူ့မျက်နှာမြင်လိုက်တာနဲ့ကျမလက်တွေတုန်သွားတယ်အမေဒါကျမရဲ့အမေပျောက်မသွားခင်ကပုံစံပဲအမေကပြုံးနေတယ်ဦးမမောင်နဲ့ရင်းနှီးပုံရှာတယ်ဒါပေမဲ့အရေးကြီးဆုံးကသူတို့နှစ်ယောက်ရဲ့အလယ်မှာရက်နေတဲ့တတိယလူသင်္ကန်းဝင်းတဲ့ပုဂ္ဂိုလ်တစ်ပါးဒါပေမဲ့သင်္ကန်းကအဝါရောင်မဟုတ်ဘူးမဲညစ်ညစ်အရောင်မျက်နှာကိုတော့ဓာတ်ပုံထဲမှာချစ်ပစ်ထားလို့မမြင်ရအောင်ဒါဘာလို့လဲကျမဓာတ်ပုံကိုအိတ်ထဲထည့်လိုက်တယ်
ပြီးတော့ကောင်တာအန်ဆွဲတွေကိုမှွေနောက်ရှာဖွေတယ်။အန်ဆွဲတစ်ခုထဲမှာထူးဆန်းတဲ့မှတ်စုစာအုပ်တုံးတွေ့တယ်။တရေပုံအနှိမ့်အောင်စာအုပ်ဖွင့်လိုက်တော့လက်ရည်စောင်းစောင်းတွေနဲ့ရေးထားတဲ့မှတ်တမ်းတွေရက်စွဲဇွန်လ7နှစ်2003ဆရာတော်ပြီးတဲ့မျိုးစေ့ကိုစမ်းသပ်ကြည့်တယ်။အောင်မြင်တယ်။ဒီပန်းကတာမန်မြေစီလွာမှာမပေါက်ဘူး။လူခန္ဓာကိုယ်ထဲမှာပဲပေါက်တာ။ရက်စွဲဇူလိုင်9 2003ခင်မာရဲ့အမေနာမည်ခင်မာကစိတ်ဝင်စားနေတယ်။သူကထင်ထားတာကဒီပန်းကထာဝရအလှတရားကိုပြီးနိုင်မယ်တဲ့။သူ့ကိုစမ်းသပ်ဖို့ငါဝင်လေးနေတယ်။ဒါပေမဲ့ဆရာတော်ကအမိန့်ပေးထားတယ်။ရက်စွဲဩဂုတ်8 2003ခင်မာပျောက်သွားပြီ။မဟုတ်ဘူး။ तू ပျောက်သွားတာမဟုတ်ဘူး။ तू ပွင့်သွားတာ။ဆရာတော်ကသူ့ကိုရွာပစ္စည်းစီခေါ်သွားပြီ။ကျမစာအုပ်ကိုဖတ်ရင်ဒူးတွေညွန့်ကွေးကျသွားတယ်။အမေပျောက်သွားတာမဟုတ်ဘူး။ဦးမမောင်နဲ့ဆရာတော်ဆိုတဲ့လူတစုကအမေကိုစမ်းသက်ခတ်သုံးကြက်တကောင်လို့သုံးခဲ့ကြတာ။ပွင့်သွားတာပါအထိပ်ပဲလေ။ဦးမမောင်လိုပဲခန္ဓာကိုယ်ထဲကနေအမြင့်တွေထွက်လာတာလား။ဆိုင်ရဲ့အပေါ်ထက်ကနေခြေတံတံကြားလိုက်ရတယ်။ဦးမမောင်တည်သွားပြီလေ။ဒီဆိုင်ထဲမှာဘယ်သူရှိနေသေးရလဲ။ကျမကင်မရာကိုအပေါ်ထက်လေကားစီချိန်လိုက်တယ်။ flash မီးရောင်အောင်မှာလေကားထိပ်မှာရက်နေတဲ့အရာကိုကင်မရာကြည့်ပေါက်ထဲကနေမြင်လိုက်ရတယ်။လူတယောက်ဒါပေမဲ့ဦးကောင်းမရှိဘူး။ဦးကောင်းနေရာမှာကြီးမားတဲ့စကဝါပန်းပွင့်ကြီးတစ်ပွင့်ရှိနေတာ။ပန်းပွင့်ကြီးရဲ့အလဲရောက်ဝစ်ဆန်တွေကလှုပ်ရှားနေပြီးပါးစပ်ပေါက်လိုမျိုးပွင့်ဟာလာတယ်။သမီးလေးလာလီအမေဒီမှာရှိတယ်။အတန်းကကျမရဲ့ခေါင်းထဲကိုဓာတ်ရိုက်ရောက်လာပြန်ပြီ။အမေအတန်းဒါအမေလားဒါမှမဟုတ်အမေကိုစားသုံးပြီးကြီးထွားလာတဲ့နတ်ဆိုးပန်းလားအဲ့ဒီပန်းကောင်းတဲ့တတော်ဝါကလေကားအတိုင်းတထဲချင်းဆင်းလာတယ်ကျမပြေးမှဖြစ်မယ်ဒါပေမဲ့ဆိုင်တကားဝစီကိုလှည့်လိုက်တဲ့အချိန်မှာတကားမှာလူတယောက်ရှက်နေတယ်မိုးကအင်ကြီးအနက်ရောင်ဝတ်ထားတဲ့လူတယောက်သူ့လက်ထဲမှာတနက်တက်လက်ကင်ထားတယ်သူကပန်းကောင်းတတော်ဝါကိုမကြည့်ဘူးကျမကိုပဲစိုက်ကြည့်နေတယ်မလုံးနဲ့ရိတ်မင်းအဲ့ဒီစာအုပ်ကိုငါပေးပြီးငါနောက်လိုက်ခဲ့မဟုတ်ရင်မင်းဒီညဒီဆိုင်မှာပဲအသေးကောင်ဖြစ်သွားလိမ့်မယ်သူ့အတန်ကအေးဆက်ပြီးအာနာပါနေတယ်အပေါ်ကပန်းသေးရဲ့ရှေ့ကတက်နေသမားကျမဘယ်ဘက်ကိုရွေးရမလဲရွေးဆိုင်ရိတ်အချိန်မရှိတော့ဘူးတကားဝါကမိုးကအင်ဂျင်နဲ့လူကအော်ပြောလိုက်တယ်အပေါ်ထက်လေကားထိပ်ကပန်းကောင်းတတော်ဝါကြီးရောက်လေကားလက်ရံကိုကင်ပြီးခုံဆင်းလာဖို့ပြည့်နေပြီသူ့ခေါင်းပွင့်ချက်ကြီးတွေကတုံခါနေပြီအမေတန်လို့အတန်ကြီးကပဲ့တင်ထန်နေတယ်သမီးလေးဘာလို့ထပ်ပြေးမှလဲအမေစီလာလေကျမဆုံးဖြတ်ချက်ချလိုက်တယ်လူသားလူဆိုကနတ်ဆိုးထက်တော့တောက်အောင်မယ်ကျမတကားဝါလူစီကိုအားကုန်ပြေးသွားတယ်လက်ထဲကမှတ်စုစာအုပ်ကိုသူ့ဘက်ပစ်ပေးလိုက်တယ်။ရှော့ယူလိုက်သူကစာအုပ်ကိုလေထဲမှာဖမ်းယူလိုက်ပြီးသူ့နောက်ကျောဘက်ကိုပို့လိုက်တယ်။ပြီးတော့ကျမပခုံးကိုဆွဲယူပြီးသူ့နောက်မှာကွဲလိုက်တယ်။ကောင်းငုတ်တာသူ့အတန်ကအေးဆေးတည်ငြိမ်တော့နေသူကလက်ထဲရတဲ့နက်ကိုမော့ချိန်လိုက်တယ်။ပန်းကောင်းတတော်ဝါကြီးလေကားပေါ်ကနေခုန်ဆင်းလာတဲ့အချိန်နဲ့တနက်တန်ထွက်ပေါ်လာတဲ့အချိန်ကတပြိုင်တည်းပဲတာမန်တနက်တန်မျိုးမဟုတ်ဘူးရှော့ကန်ပြစ်လိုက်တယ်လို့မျိုးအတန်ကြီးကဆိုင်ကန်းချင်းချင်းလေးထဲမှာနားကွဲမတက်မြည်ဟီးသွားတယ်ကြည်စံတွေကတတဝါကြီးရဲ့ပန်းကောင်းတက်တဲ့ကိုထိမှန်သွားတယ်အဝါရောင်ပွင့်ပတ်တွေအဆေးတွေဝစ်ဆံပုံတွေကမီးရှူမီပန်ပောက်ကွဲသလိုလေထဲမှာလွင့်စင်သွားတယ်တတဝါကြီးကနာကျင်စွာအော်ဟစ်ပြီးနောက်ပြန်လွင့်ချက်ကလေကားပေါ်ပြန်လဲကျသွားတယ်။သူ့ခေါင်းပြက်ကြီးစီကနေအဝါရောင်အငွေ့တွေကမီးကိုလုံးကြီးတွေလိုထွက်လာတယ်။သွားမယ်။အဲ့ဒီအငွေ့တွေကအစိတ်တွေမိုးကအင်ဂျင်နဲ့လူကကျမလက်မောင်းဆွဲပြီး
ဆိုင်အပြင်ဘက်မိုးရီတဲကိုဆွဲခေါ်ပြေးတယ်။ကျမတို့ကားနာရောက်တော့သူကဆိုင်တကားကိုပြန်ဆွဲပိတ်ပြီးအပြင်ကနေတော့ခတ်လိုက်တယ်။မင်းကားလားဟိုကားလား။ကျမကားမရဘူး။ငါကားနဲ့ပဲသွားမယ်။မင်းကားကိုအဲ့ဒီကောင်နဲ့မှတ်မိနေလောက်ပြီ။သူကလမ်းတစ်ဖက်ချက်မှာရပ်ထားတဲ့ Land Rover ကားဟောင်းကြီးစီကိုပြေးတယ်။ကျမလည်းရွေးစရာမရှိတာနဲ့သူ့နောက်ကလိုက်ပြေးရတော့တယ်။ကားပေါ်ရောက်တော့သူကစက်ကိုဝုန်းကနေနှိုးပြီးမောင်းထွက်လိုက်တယ်။ကားကဗဟန်းလမ်းမကြီးအတိုင်းအရှိန်ပြင်းပြင်းပြေးတယ်။ကားထဲမှာတိတ်ဆိတ်နေတယ်။ကျမကတော့အသက်လူရှူနေရတော့ရှင်ဘာတူလဲ။ကျမမောဟိုင်းနေတဲ့ကြားမေးလိုက်တယ်။သူကကားမောင်းနေရင်မိုးကအင်ဂျီကောင်းဆောင်ချွတ်လိုက်တယ်။အသက်30ကျော်ရွယ်အမျိုးသားတအုပ်မျက်နှာခက်ထန်ထန်မေးရိုးတွေကတန့်မာပြီးမျက်လုံးတွေကဆူးရှာတယ်။ပါးစပ်မှာစီဂရက်တစ်လိပ်ကိုခဲထားတယ်။ငါနာမည်ထအားကပုတ်ကလေးကောက်စုံတောက်ဟုတ်တယ်။မင်းရှာနေတဲ့ဥမမောင်အမှုနဲ့ပတ်သက်ပြီးငါစုံစမ်းနေတာကြာပြီ။ဒါပေမဲ့မင်းကငါ့တက်ခြေလမ်းပုံမြန်နေတဲ့ရိတ်မင်းတော်တက်တီကောင်းတာပဲ။ तू ကကျမနာမည်ကိုသိနေတယ်။ရှင်ကျမကိုသိနေရလား။သိတာပေါ့။မိုးကင်းသတင်းထောက်ရှိအလောင်းတွေကိုတပ်ပုံလိုက်ရိုက်တဲ့မင်းကလေး။ဒါပေမဲ့ဒီတစ်ခါတော့မင်းနေကျွန်းသွားပြီ။စကဝါကိုင်းကတာမန်လူသက်သမားတွေမဟုတ်ဘူး။ထက်အားကနောက်ကြည့်မှန်ကနေကျမကိုကြည့်လိုက်တယ်။ပြီးတော့မင်းကူးဆက်ခံကြရပြီမလား။ကျမနှလုံးခုန်ရက်မတက်ဖြစ်သွားတယ်။ရှင်ဘာပြောတာလဲ။ဟန်းဆောင်မနေပါနဲ့မင်းနှာခေါင်းသွေးတွေကိုတုတ်လိုက်ပါဦး။ပြီးတော့မင်းမျက်လုံးတငယ်ရင်ထဲမှာအပွားရောင်အဆက်တွေပေါ်နေပြီ။ကျမကားမှန်မှာကိုမျက်နှာကိုပြန်ကြည့်လိုက်တယ်။ဟုတ်တယ်မျက်လုံးအိမ်တွေကအပွားရောင်အဆက်တွေကပိုများလာတယ်။ခေါင်းထဲမှာလည်းတစုံတရာတိုးဝိနေတယ်လို့ခံစားရတယ်။အဲ့ဒါကုလို့ရလား။ထက်အားကတက်ပြင်းချတယ်။မသိဘူး။ငါအခုထိတော့အသက်ရှင်တဲ့လူနာမတွေ့ဘူးသေးဘူး။ဒါပေမဲ့အဲ့ဒီစာအုပ်ထဲမှာမျောလင်းချက်တစ်ခုတော့ရှိတယ်။သူကဥမမောင်ရဲ့မှတ်စုစာအုပ်ကိုခုံပေါ်တင်လိုက်တယ်။ဒီစာအုပ်ထဲမှာမူလမျိုးစေ့အကြောင်းပါလိမ့်မယ်။အဲ့ဒီမျိုးစေ့ကိုဖျက်ဆီးနိုင်မင်းအပါအဝင်ကျန်တဲ့သူတွေပါလွတ်လန်းရှိကောင်းရှိနိုင်တယ်။ဒါဆိုကျမတို့ဘယ်သွားကြမှာလဲ။အလုံးကြုံဆုံးနေရတခုတက်အားကကားကို꿰လိုက်တယ်။ဒါနဲ့ဆော့ကပန်းကောင်းတော်ပါလေ။အဲ့ဒါဘယ်သူလဲရှင်းသိလား။ကျမမေးလိုက်တော့တက်အားကရဲ့မျက်နှာမဲမောင်သွားတယ်။အဲ့ဒါဥမမောင်ရဲ့မိန်းမတော်သေးတာ။လွန်ခဲ့တဲ့9နှစ်ကပျောက်ဆုံးသွားတယ်လို့သတင်းထွက်ခဲ့တဲ့အမျိုးသမီးလေ။သူတို့ကကိုမိသားစုတော်မချမ်းပဲစမ်းသက်ခဲ့ကြတာ။ကျမကြောချမ်းသွားတယ်။ဒါဆိုကျမအမေရောအမေလဲအဲ့ဒီလိုဘလူးတပတ်ဘွားနဲ့တနေရာမှာရှိနေသေးတာလား။ရုတ်တရက်ကျမလေပင်ရှားလာတယ်။လက်နဲ့ကုပ်လိုက်တော့အရှိပြားအောက်မှာတခုခုလှုပ်ရှားနေတာကိုစမ်းမိလိုက်တယ်။ကျမကားမှန်နဲ့တေချာကြည့်လိုက်တော့လေပင်အရှိပြားအောက်မှာအစိမ်းအောင်အမြင့်နွယ်လေးတစ်ခုဟာသွေးကြောလိုမျိုးဖောင်းကြပြီးတွားသွားနေတာတွေ့လိုက်ရတယ်။ထားကမြင်မောင်းမှာအမြင့်တွေထွက်လာပြီးကားရဲ့ဘေးထအားကကျမမရတော့ဘူး။ကျမလေပင်ကိုလက်နဲ့အတင်ဖိထားမိတယ်။အရေပြားအောက်ကအမြင့်စိမ့်တွေကအသက်ရှိသလိုတွားသွားနေတာပိုပြီးမြန်လာတယ်။ရားရံမှုကနေပူလောင်မှုအဖြစ်ပြောင်းလဲလာပြီးအသက်ရှူလန်းချောင်းတစုံတစ်ခုကညှစ်ထားသလိုချက်လာတယ်။စိတ်ထိန်းထားရိတ်နောက်ထပ်9မိနစ်ပဲ။ထက်အားကလီဗာကိုနင်းချလိုက်တယ်။ကားကမိုးရီထဲမှာရှည်တွေလွင့်စင်အောင်ဖြတ်မောင်းသွားတယ်။ကျမမှန်ထဲမှာပြန်ကြည့်လိုက်တော့မျက်လုံးဖြူသားတွေမှာအဝါရောင်သွေးကြောမြင်လေးတွေရှက်တန်းလာတာတွေ့ရတယ်။နှာခေါင်းထဲမှာလည်းစကဝါပန်းနှံအလွန်အမင်းပြင်းထန်နေတယ်။ရောက်ပြီ။ကားမြောက်တကုံစက်မှုဆောင်ဘက်ကခိုးရာဟောင်းတစ်ခုတည်းကိုတိုးဝင်သွားတယ်။ခိုးရောင်တကားအလိုတယောက်ပွင့်သွားပြီးကားဝင်ပြီးတာနဲ့ပြန်ပိတ်သွားတယ်။ဆင်းမြင်ဆင်းထ
တက်အားကကားပေါ်ကခုန်ဆင်းပြီးကျမဘက်ကတကားကိုဖွင့်ပေးတယ်။ကျမကားပေါ်ကဆင်းလိုက်တာနဲ့ဒူးညွတ်ခွေကြမလို့ဖြစ်သွားပေမဲ့သူကတွေးထားပြီးတယ်။ကိုရောင်ထဲမှာကွန်ပျူတာတွေဖုတ်ပြားတွေမြေပုံတွေနဲ့ရှုပ်ပွားနေတယ်။သူကကျမကိုတန်ကလထိုင်တစ်လုံးပေါ်မှာထိုင်ခါလိုက်ပြီးရေခဲတတာတွေကနေစီးတွက်တစ်ချောင်းနဲ့ပလင်းငယ်လေးတစ်လုံးထုတ်ယူလိုက်တယ်။ဒါပါလေနတ်ဆိုတာစီငါကိုယ်တိုင်ဖော်ဆက်ထားတာဒါကမပြောက်စေဘူးဒါပေမဲ့အမြင့်တွေတော့နှေးသွားစေလိမ့်မယ်နည်းနည်းနှာမယ်နော်သူကပြောဆူဆူနဲ့စေးတိုးအက်ကိုကျမရဲ့လေပင်ကအမြင့်ဖုနေအောင်တိတ်တိတ်ထိုးဆိုင်လိုက်တယ်အာကျမအော်ဟစ်ပြီးရုန်းကန်မိတယ်စေးရီကသွေးကြောတွေဝင်သွားတာနဲ့မီးစားနဲ့ထိုးသလိုပူလောင်သွားတယ်လေပင်အောက်ကအမြင့်တွေကစေးရန်ကြောင့်တွန့်လင်ပြီးအရှိပြားအောက်မှာခုံပေါက်နေကြတယ်ခဏကြာတော့အမြင့်တွေရဲ့လှုပ်ရှားမှုငြိမ်သွားတယ်အရှောင်လဲနည်းနည်းဖြော့သွားတယ်ဟိုးကျမတက်ပြင်းချလိုက်နိုင်တယ်အသက်ရှူရတာပြန်ချောင်သွားပြီကျေးဇူးပါပဲကျေးဇူးတင်ဖို့စောသေးရဲ့ရေဒီဆေးက24နာရီပဲခံမယ်အဲ့ဒီအချိန်တွင်ငါတို့မူလာမျိုးစီကိုမပြည့်စည်နိုင်မဲလေပင်ကအမြင့်တွေအုံနောက်ထဲကိုဖောက်ဝင်သွားလိမ့်မယ်အဲ့ဒီကြရင်မင်းလည်းဥမမောင်မိမလိုဖြစ်သွားမှာထားအာကလက်အိတ်ကိုချွတ်ပြီးဇပွဲပေါ်ကဥမမောင်ရဲ့မှတ်စုစာအုပ်ကိုဖွင့်လိုက်တယ်ကဲကြည့်ကြစို့သူတို့ဘယ်နေရာမှာပုံနေလဲဆိုတာကျမလည်းသူ့ဘေးနောက်ကျိုးသွားပြီးစာအုပ်ကိုငုတ်ကြည့်လိုက်တယ်စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာတွေမှာလက်ရည်တွေကဖတ်လို့မရအောင်ကောက်ကွေးနေပြီရေးတဲ့သူကဥမမောင်ကိုယ်တိုင်စိတ်ဖောက်ပြန်နေချိန်မှာရေးခဲ့ပုံရတယ်။ဒါပေမဲ့စာရွက်တရွက်ကြားညက်ထားတာတွေ့တယ်။ရှေးဟောင်းလက်ဆွဲမြေပုံကျန်းလေးတစ်ခုမြေပုံကပဲခူးရိုးမတောနဲ့ထဲကနေရာတစ်ခုကိုအနီရောင်နဲ့ဝိုင်းပြထားတယ်။စကဝါရွာပြက်ဘေးနားမှာမှတ်ချက်တစ်ခုရေးထားတယ်။ဆရာတော်ဦးအုတ်တမ1920စတင်တွေ့ရှိခဲ့သောမြေမူလအပင်ကြီးရှိရာအရက်တတိလာပြညတိုင်းအနက်ကိုခြေရာခံပြီးသူလာတတ်သည်ပဲခူးရိုးမထဲမှာပဲချက်အာကမြေပုံကိုကုတ်ကဲမြေပုံနဲ့တိုက်ဆိုင်စစ်ဆေးတယ်ဒီနေရာလွန်ခဲ့တဲ့နှစ်100လောက်ကတည်းကလူမနေတော့တဲ့ရွာပြက်ကြီးပဲဒေသခံတွေကတစီရွာလို့ခေါ်ကြတယ်ဘယ်သူမှမတော်ရဲကြဘူးအမေကျမအမေအဲ့ဒီမှာရှိနေမှာလားကျမမေးလိုက်တော့ထက်အာကကျမကိုလေးလေးနက်နက်ကြည့်တယ်မင်းအမေရှိနေနိုင်တယ်ဒါပေမဲ့မင်းမျောလင့်ထားတဲ့ပုံစံမျိုးနဲ့ဟုတ်ချင်မှဟုတ်မယ်ရေမင်းတတိမွေးထားပါသူကစပွဲအောက်ကနေတနက်အိတ်တစ်လုံးဆွဲထုတ်လိုက်တယ်ရှော့ကန်ကြည်စံတွေတမြောင်တွေနဲ့တမီးတွေကိုတဲ့တယ်ငါတို့အခုသွားမှရမယ်မနေ့ပြန်လာပြေးနေမက်စုထဲမှာရေးထားတဲ့အတိုင်းသူလာမယ့်နေ့ပဲအဲ့ဒီနေ့မှာမူလအပင်ကြီးကအစွမ်းအထက်ဆုံးဖြစ်နေလိမ့်မယ်ဒါဆိုသူဆိုတာပါလဲရင်အဝါရောင်ဝိယုံနဲ့တည်ရဲလားသူ့ကိုစကဝါအရှင်လို့ခေါ်ကြတယ်သူကလူမဟုတ်ဘူးဒီပန်းပင်ကထွက်တဲ့အစိမ့်ငွေတွေစုစည်းပြီးဖြစ်ပေါ်လာတဲ့ဆဲဝိညာဉ်တစ်ခုပဲသူကမင်းကိုအာယုံစိုက်နေပြီဆိုတော့ငါတို့ခရီးလမ်းကလွယ်မှာမဟုတ်ဘူးထက်အာကကျမကိုအနဲ့အောင်ကိုရင်းကြည့်တထဲပြစ်ပေးတယ်ဝတ်ထားလိုက်ကြောထဲမှာစူးတွေများတယ်ပြီးတော့မင်းကင်မရာယူလာခဲ့မင်းရဲ့မျက်လုံးကငါတို့အတွက်လိုအပ်တယ်ကျမကင်မရာကိုကောက်ကင်လိုက်တယ်ကင်မရာကြည့်ပေါက်ထဲကနေထက်အာကကိုကြည့်လိုက်တယ်သူ့ပခုံးပေါ်မှာဘာတရေမှမရှိဘူးဒါပေမဲ့သူ့ခန္ဓာကိုယ်ကနေမိခိုးရောင်အငွေ့အသက်တွေထွက်နေတာကိုတွေ့ရတယ်။ဒါတေမင်းနဲ့ရှင်ဆိုင်ရမယ့်သူတွေမှာတွေ့ရတတ်တဲ့နမိတ်လား။သွားကြစို့ကျမတို့ကိုယ်တော်တကားကိုဖွင့်ပြီးမိုးသိမ်းညတွေကိုပြန်ထွက်ခဲ့ကြတယ်။ကားမီးရအောက်မှာမိုးဆက်တွေကဖြူဖွေးနေတယ်။ဒါပေမဲ့ကျမမျက်လုံးတွေထဲမှာတော့မိုးဆက်တွေကြားထဲမှာစကဝါပွင့်ဖက်လေးတွေရောနှောပြီးကြာဆင်းနေတာကိုမြင်နေရတယ်။ပဲခူးရိုးမတောနဲ့ထဲဟာစကဝါရွာပြက်စီရော
လန်ရိုဗာကားကြီးဟာရှော့ဘော့အိုင်တစ်ခုတည်းကိုထိုးကျသွားပြီးအင်ဂျင်ဆက်ရက်သွားတယ်။တက်အားကဆက်နှိုးဖို့ကြိုးစားပေမဲ့အင်ဂျင်ကနှိုးဖို့ညှင်းဆန်နေတယ်။ဆင်းလန်းရှောက်မှရတော့မယ်ရှင်။ရှေ့ဆက်မောင်းလို့မရတော့ဘူး။တက်အားကတနက်အိတ်ကိုလွယ်ရှော့ကန်ကိုလက်ကကင်ပြီးကားပေါ်အဆင်းတယ်။ကျမလည်းကင်မရာအိတ်ကိုလွယ်ပြီးသူ့နောက်ကလိုက်ဆင်းခဲ့တယ်။မိုးကနည်းနည်းဆဲသွားပြီဆိုပေမဲ့တောအုပ်ကြီးကအုံမိုင်းနေတယ်။လားပြေဝကတိမ်တွေကြားကနေထွက်လိုက်ဝင်လိုက်ဖြစ်နေပြီးလာရောင်ပြာကျလာတဲ့အချိန်တိုင်းမှာတစ်ပင်ကြီးတွေကမကောင်းဆိုးဝါးလက်တံတွေလိုအရှိန်မဲကြီးတွေထိုးကျနေတယ်။သတိထားဒီနေရာစပြီးတာမန်နေရာမဟုတ်ဘူး။ချက်အားကလေတံတိုးတိုးနဲ့တတိပေးတယ်။ကျမနှာခေါင်းထဲမှာစကဝါပန်းနှံကပို့ပြင်းလာတယ်။အနက်ကလေထဲမှာဝဲနေတာမဟုတ်ဘူး။မြေကြီးထဲကနေထွက်လာတာ။ကျမတို့15မိနစ်လောက်လမ်းလျှောက်ပြီးတဲ့အချိန်မှာပဲခြုံပုတ်တွေကြားထဲကနေတစုံတရာလှုပ်ရှားသံကြားလိုက်ရတယ်။ရက်ချက်အားကလက်ကပြပြီးဒူးထောက်ထိုင်ချလိုက်တယ်။သူကတမီးကိုပိတ်လိုက်တယ်။တောနယ်ကြီးထဲမှာတိတ်ဆိတ်ငြိမ်သက်သွားတယ်။ပရိအော်တန်တော်မကြားရဘူး။အသက်ရှူတံပြင်းပြင်းတစ်ခုကျမတို့ရဲ့ညာဘက်ခြမ်းဝါးရောင်ပင်တွေကြားထဲကနေထွက်ပေါ်လာတာ။ထက်အားကတနက်ကိုချိန်လိုက်တယ်။ကျမကကင်မရာကိုမြှောက်လိုက်တယ်။ flash မီးတစ်ချက်ပွင့်သွားတယ်။ကင်မရာကြည့်ပေါက်ထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျမအွန်လိုင်းမီးမတက်ဖြစ်သွားတယ်။ထက်အားကညာဘက်မှာတောဝက်ကြီးဒါပေမဲ့ကျမစကားမဆုံးခင်မှာပဲဝါးရောင်ပင်တွေလဲပြိုပြီးတသဝါကြီးတစ်ကောင်ခုန်ထွက်လာတယ်။တောဝက်ရိုင်းကြီးတစ်ကောင်ဒါပေမဲ့တာမန်တောဝက်မဟုတ်ဘူး။သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအမွှေးတွေအစားအဝါရောင်အမြင့်တွေဖုံးလွှမ်းနေတာ။အဆိုးဆုံးကတော့သူ့မျက်နှာမျက်လုံးတွေမရှိဘူး။မျက်လုံးခွက်ထဲကနေစကဝါပန်းနှစ်ပွင့်ဖူးပွင့်နေတာ။ပါးစပ်ကြီးကဟာပြင်းနေပြီ။အဆယ်တွေကြားထဲမှာအစိမ်းရောင်အဆေးတွေယူစည်းကြနေတယ်။တောဝက်ကြီးကထက်အာကာစီကိုတရှိန်ထုံးပြေးဝင်သွားတယ်။ထက်အာကာဘေးကိုလှိမ့်ရှောင်ပြီးတနက်နဲ့ပြစ်လိုက်တယ်။ကြည်စံကတောဝက်ရဲ့ဘေးနံကိုထိသွားတယ်။အသားအစာတွေလွင့်ထွက်သွားပေမဲ့သွေးမထွက်ဘူး။ပန်းပွင့်ဖက်တွေနဲ့အမြင့်တွေပဲလွင့်ထွက်သွားတာ။အဲ့ဒီကောင်ကနှာကျင်ပုံမရဘူး။ချက်ချင်းပြန်လှည့်ပြီးထက်အာကာကိုခွေးဖို့လုပ်တယ်။ရိတ်အဲ့ဒီကောင်ရဲ့နှလုံးကဘေးနားမှာလေကြည်စမ်းထက်အာကအော်ပြောလိုက်တယ်။သူကတစ်ပင်တစ်ပင်ကို꿰ပြီးကြီးပြန်ထိုးနေတယ်။ကျမကင်မရာကိုမျက်လုံးမှာကပ်လိုက်တယ်။ကင်မရာထဲမှာတောဝက်ကြီးရဲ့ခန္ဓာကိုယ်ကဓာတ်မှန်ရိုက်ထားသလိုဖြစ်နေတယ်။အပြေပန်းအသားတွေအစားအတွင်းထဲမှာရှုပ်ထွေးနေတဲ့အမြင့်ကွန်ရက်ကြီးကိုမြင်နေရတယ်။ပြီးတော့လယ်ပင်အောင်နာလေးမှာတောက်ပနေတဲ့အဝါရောင်အလုံးလေးတစ်ခုအဲ့ဒါသူ့ရဲ့အသက်ပဲနေမယ်။လယ်ပင်အောင်နှစ်လက်မလောက်အကွာမှာအဝါရောင်အလုံးလေးရှိတယ်။ကျမအော်ပြောလိုက်တာနဲ့ထက်အားကတစ်ပင်ကွယ်ကနေထွက်လာတယ်။တောဝက်ကြီးကသူ့စီပြေးဝင်လာတယ်။ထက်အားကမရှောင်တော့ဘူး။ဒူးတစ်ဖက်ထောက်ပြီးတင်းငိမ်စွာချိန်ရွယ်လိုက်တယ်။ရှော့ကန်ကြည်စံကတောဝက်ကြီးရဲ့လေပင်အောက်တက်တဲ့ကိုဖောက်ဝင်သွားတယ်။ဘုံကနေပောက်ကွဲတဲ့နဲ့အတူတောဝက်ကြီးရဲ့ခန္ဓာကိုယ်ကလေထဲမှာတင်တောက်ကျင်းသွားတယ်။ပြီးတော့တောဝက်ကြီးကအယုတ်ကျိုးပြက်လဲကျသွားတယ်။ထူးဆန်းတာကမြေကြီးနဲ့ထိတာနဲ့သူ့ခန္ဓာကိုယ်ကြီးကအရေးပြောကျသွားတာပဲ။အသားတွေအရိုးတွေမကျန်တော့ပဲပုတ်သွန်းနေတဲ့ပန်းပွင့်အပုံကြီးအဖြစ်ပြောင်းလဲသွားတယ်။သိပြီလား။ကျမတုံရင်ရင်နဲ့မေးလိုက်တယ်။ထက်အားကတနက်ကိုအောက်မချသေးပဲ။အဲ့ဒီအပုံကြီးကိုခြေထောက်နဲ့ကန်ကြည့်တယ်။ဒီကောင်တွေကအကောင်ပလောင်နေမဟုတ်တော့ဘူး။ပန်းပင်တွေကတရိษံခန္ဓာကိုယူသုံးထားတာ။သွားကြစို့ရွာပြက်ကမဝေးတော့ဘူး။ကျမတို့ဆက်လျှောက်လာခဲ့ကြတယ်။10မိနစ်လောက်ကြာတော့တစ်တောအုပ်ဆုံးသွားပြီးကွင်းပြင်ကျဲတစ်ခုကိုရောက်လာတယ်။လာရအောင်မှမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျမခြေလမ်းတွေရှက်တန့်သွားတယ်။ရှေ့တက်တဲ့မှာစကဝါရွာရဲ့မုတ်ဦးဝကြီးရွာမုတ်ဦးတိုင်တွေကိုတက်သားနဲ့လှုပ်ထားတာမဟုတ်ဘူး။လူတွေရဲ့ပေါင်ရိုးလက်ရိုးနှဲရိုးတွေကိုစစ်ဆက်ပြီးတိုင်လှုပ်ထားတာ။အယိုးတိုင်တွေပေါ်မှာစကဝါပန်းတွေကရှစ်ပတ်ပြီးပွင့်နေလိုက်တာများမုတ်ဦးတစ်ခုလုံးအဝါရောင်ထိန်နေတယ်။
ရောက်ပြီထက်အားကပြောလိုက်တယ်ဒါပေမဲ့ကျမအာယုံကမော်ဦးမှမဟုတ်ဘူးမော်ဦးရဲ့အလဲကောင်တန်းပါပေါ်မှာချိတ်ဆွဲထားတဲ့အရာတစ်ခုစီမှာအဲ့ဒါလူကောင်းခွန်တစ်ခုကောင်းခွန်ရဲ့နှစ်ဖူးမှာစာရွက်တစ်ရွက်ကတ်ထားတယ်လေတိုက်လို့လှုပ်ခါနေတယ်ကျမကင်မရာဇွန်းဆွဲပြီးကြည့်လိုက်တယ်စာရွက်ပေါ်မှာရေးထားတာကကျိုးဆိုပါတဲ့တမီးလေးရှိန်အမေစောင့်နေတာကြာလာပြီကျမကင်မရာကိုချလိုက်တယ်ဒါဆိုအမေကကျမတို့လာမယ်ဆိုတာကြိုသိနေရလားဒါမှမဟုတ်ထအားကပြောသလိုအမေကသားကောင်မဟုတ်တော့ပဲဒီကစားပွဲကိုဖန်တီးနေတဲ့မေတော်ကြီးဖြစ်နေပြီလားရှိတ်မင်းအစင်သင့်ဖြစ်ပြီလားထအားကမေးတယ်ကျမကောင်းငိမ့်လိုက်တယ်ကြောက်နေလို့မထူးတော့ဘူးအမှန်တရားဒီအယိုးတကားကြီးရဲ့နောက်ွယ်မှာပဲရှိတော့တယ်ကျမတို့အယိုးမဦးဝကြီးအောက်ကနေဖြတ်ကျော်လိုက်တာနဲ့ပတ်ဝန်းကျင်အခြေအနေကပြောင်းလဲသွားတယ်အပြင်ဘက်ကြောအုံမှာမိုးရွာနေပေမဲ့ရွာထဲမှာတော့မိုးမရွာဘူးအဲ့ဒီအစားကောင်းကင်ကနေအဝါရောင်ဝစ်ဆံမုံတွေကနှင်းပွင့်နေလို့တပွဲပွဲကျဆင်းနေတယ်နှာခေါင်းကိုတေးချအုပ်တာရှိဒီအမုံတွေကအစိတ်ပြင်းနေချက်အားကသူ့မျက်နှာကိုအစိမ့်ငွေကမျက်နှာဖုံးအသေးစားလေးတက်ရင်ပြောတယ်ကျမလည်းတစ်ခုပေးတယ်ကျမအမြန်တက်လိုက်ပေမဲ့မျက်လုံးအိမ်တရားရှားရံမှုကတော့မပြောက်ဘူးရွာလမ်းမကြီးရဲ့ဘေးတစ်ဖက်တစ်ချက်မှာတစ်သားအိမ်ဟောင်းကြီးတွေရှိတယ်အိမ်တွေကဆွေးမြေ့နေပြီဆိုပေမဲ့မပြိုကျသေးဘူးထူးဆန်းတာကအိမ်တိုင်းကိုလက်မောင်းလုံးလောက်ရှိတဲ့စကဝါမြင့်မကြီးတွေကကျိုးရီလိုရှက်ပတ်ပြီးဆွဲထိန်ထားတာပဲတိတ်ဆိတ်လို့နေထက်အားကရှော့ကန်ကိုအသင်းပြင်ထားရင်အနီးဆုံးအိမ်တစ်လုံးစီကိုခြေဦးလေအိမ်ရှိမှာလဲအုပ်ကြီးတစ်စီးရှိတယ်လဲဘိန်းတွေကမြေကြီးထဲကိုနှိမ့်ဝင်နေပြီးနွားရီနေရာမှာတော့စကဝါခြုံပုတ်တွေပေါက်နေတယ်အိမ်ထဲဝင်ကြည့်အောင်ကျမတို့တစ်သားလေကားအတိုင်းတက်ခဲ့တယ်လေကကျွတ်တွေကညီးတွားနေတယ်လို့ပဲအိမ်တကားပွင့်ဟနေတယ်ထက်အားကဓမီနဲ့အရင်ထိုးကြည့်တယ်ဘယ်သူမှမရှိဘူးတင်နေအိမ်ကန်းကျဲကြီးထဲမှာဖုံတွေတက်နေတဲ့ပရိဘောဂတွေစပွဲကလတ်ထိုင်တွေရှိတယ်ထမင်းစပွဲပေါ်မှာပကံခွက်ရောက်တွေကအစီအစီထမင်းစားလက်စားပုံစံမျိုးဒါပေမဲ့လူတယောက်မှမတွေ့ရဘူးနေပါဦးကျမမျက်လုံးထဲမှာတခုခုထူးခြားနေတယ်လို့ခံစားရတယ်စပွဲဝိုင်းမှာထိုင်နေတဲ့ကလတ်ထိုင်တွေအဲ့ဒီကလတ်ထိုင်တွေရဲ့ပုံစံကတစ်မျိုးကြီးပဲကျမကင်မရာကိုမြှောက်လိုက်တယ်ဖလက်ရှ်မီးပွင့်သွားတယ်ကင်မရာစကရင်ပေါ်ပုံကြည့်လိုက်တော့ကျမအသက်ရှူရက်သွားတယ်ချဲ့အားကကလတ်ထိုင်တွေမဟုတ်ဘူးအဲ့ဒါလူတွေဘာထက်အားကတက်မီနဲ့ကလတ်ထိုင်တွေကိုတေချာထိုးကြည့်တယ်ဟုတ်တယ်တစ်သားကလတ်ထိုင်တွေမဟုတ်ဘူးလူတွေကိုယ်တိုင်ကကလတ်ထိုင်ပုံစံကွယ်ကွယ်လေးထိုင်ရတာအနေထားနဲ့ဖြစ်နေတာသူတို့ရဲ့အရှိပြားတွေကတစ်ခေါက်ရောင်ပြောင်းနေပြီးခြေထောက်တွေကကျမ်းပြင်ကိုဖောက်ပြီးအမြင့်တွေဖြစ်နေပြီးသူတို့ရဲ့မျက်နှာတွေကပရိဘောဂတွေလိုမှားကြောနေပေမဲ့မျက်လုံးတွေကပွင့်ရတာဒီရွာသားတွေတေဆုံးသွားတာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်တရာလောက်ကတည်းကတစ်ပင်အဖြစ်ပြောင်းလဲခံလိုက်ရပြီဒီအိမ်ကြီးထဲမှာထာဝရအချင်းချခံထားရတာကြည်စမ်းဟိုမှာထက်အားကအိမ်တောင်ချိုးကိုမီးထိုးပြတယ်မိမတယောက်မတ်တက်ရက်တာသူ့လက်ထဲမှာကလေးတယောက်ကိုပွေ့ချီထားတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကတစ်ပင်တစ်ပင်လို့ပူးကပ်နေကြပြီကလေးရဲ့ခေါင်းကနေစကဝါပန်းတစ်ပွင့်ဖူးပွင့်နေတယ်ကဲပါလေးတန်လူလိုတီးတိုးတန်တစ်ခုကြားလိုက်ရတယ်ကလတ်ထိုင်ပုံစံဖြစ်နေတဲ့အဖိုးအစီကအတန်သူ့နှကန်းတွေကမလှုပ်ဘူးဒါပေမဲ့သူ့လေပင်ကအမြင့်တွေလှုပ်ရှားပြီးအတန်ထွက်လာတာတပ်ပေးကြပါသူတို့မသိနိုင်ကြတော့ဘူးဒီလိုငရဲခန်းထဲမှာနှစ်ပေါင်းများစွာနေရတာထက်တည်ရတာပုံမြတ်လိမ့်မယ်စိတ်မကောင်းပါဦးလေးရဲ့ထက်အားကပြောလိုက်ပေမဲ့သူ့မျက်နှာမှာဒေါသရိပ်တွေတန်းနေတယ်ရုတ်တရက်အိမ်ခေါင်မိုးပေါ်ကနေအတန်ကြားလိုက်ရတယ်ပြီးတော့အိမ်အောက်ထက်ကနေဘုံတန်လိုလိုအတန်တွေထွက်ပေါ်လာတယ်
ရိတ်အပြင်ကိုကြည့်လိုက်ကျမပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တယ်ရွာလမ်းမကြီးပေါ်မှာမြေကြီးတွေလှုပ်ခါနေတယ်အိမ်တိုင်းရဲ့အောက်ကနေရွာသားတွေထွက်လာကြတယ်သူတို့ကလမ်းလျှောက်လာတာမဟုတ်ဘူးအမြင့်တွေနဲ့တွားသွားလာကြတာတချို့ကခေါင်းမရှိဘူးတချို့ကလက်မရှိဘူးအားလုံးရဲ့ခန္ဓာကိုယ်ပေါ်မှာစကဝါပန်းတွေဝေနေအောင်ပွင့်နေတယ်ပြီးတော့ရွာလေကောင်ကကုန်းမြင့်လေးစီကိုဥတီသွားနေကြတယ်အဲ့ဒီကုန်းမြင့်ပေါ်မှာရွှေရောင်တောက်ပနေတဲ့စေတီတဆူရှိတယ်ဒါပေမဲ့သေချာကြည့်လိုက်တော့မှအဲ့ဒါစေတီမဟုတ်ဘူးအေယာမစကဝါပင်ကြီးလူ10ယောက်ဖက်လောက်ရှိမဲ့ပင်စီကြီးသူ့ရဲ့အကိုင်းခက်တွေကရွာတရွာလုံးလွှမ်းခြုံထားတယ်ပင်စီရဲ့အလဲကောင်မှာရွှေရောင်အလင်းတက်တစ်ခုကနှလုံးခုန်တယ်လို့တလက်လက်လင်းလက်နေတယ်တွေ့ပြီမူလမျိုးစိထက်အားကတနက်ကိုကြည်ထိုးလိုက်တယ်အဲ့ဒီအပင်ကြီးစီသွားရမယ်ဒါပေမဲ့ဒီရွာသားတွေအကုန်လုံးကအဲ့ဒီကိုသွားနေကြတာငါတို့သူတို့ကိုဖြစ်ကြော်ရလိမ့်မယ်ကျမကင်မရာကိုပြန်ကြည့်လိုက်တယ်ကင်မရာထဲမှာအဲ့ဒီအပင်ကြီးရဲ့အောက်ခြေမှာအမျိုးသမီးတစ်ယောက်ထိုင်နေတယ်စပင်ရှိအဖြူရောင်ဝမ်းစက်နဲ့သူကကျမကိုကင်မရာကိုလှမ်းကြည့်ပြီးပြုံးပြနေတယ်အမေကျမအွန်လိုင်းမိတယ်အမေကအဲ့ဒီအပင်ကြီးရဲ့အောက်မှာရှိနေတာအမေမသိသေးဘူးသွားမယ်ထအားကအမေဟိုမှာရှိတယ်ရိတ်သတိထားအဲ့ဒါထောင်ချောက်ဖြစ်နိုင်တယ်ခယူးမဆိုင်ဘူးကျမသွားမယ်ကျမအိမ်ပေါ်ကနေပြေးဆင်းလိုက်တယ်အောက်မှာရွာသားတွေကရွာလမ်းမကြီးအတိုင်းပြေးကျက်နေပြီသူတို့အားလုံးကကျမတို့စီကိုမျက်နှာမှုလာကြတယ်အသားလို့တွေလာထားစမ်းထက်အားကကျမရှိရနေကပြီးရှော့ကန်နဲ့စတင်ပြစ်ခတ်လိုက်တယ်ထက်အားကရဲ့ရှော့ကန်တနက်တန်ကစကဝါရွာပြစ်ကြီးတစ်ခုလုံးတုံခါသွားစေတယ်တီထီသွားတဲ့တစ်ပင်လူတွေကနောက်ပြန်လွင့်ထွက်သွားပြီးကိုကနာအစိတ်အပိုင်းတွေကြေမာသွားပေမဲ့ပြန်ထလာကြတယ်သူတို့မှနာကျင်မှုမရှိဘူးကြောက်ရွံ့မှုမရှိဘူးခေါင်းပြတ်သွားရင်တော့လေပင်ကအမြင့်တွေကလှုပ်ရှားပြီးဆက်တိုးလာကြတာရိတ်ငါ့မှာကြည်စံနေနေပြီဒီကောင်တွေကသေဖို့အရန်ခတ်တယ်ထအားကအော်ပြောရင်ကြည်ခွန်တွေကိုထုတ်ကြည်သစ်ထိုးထည့်နေတယ်သူ့မျက်နှာမှာချွေးတွေရွှဲပြီးအသက်ရှူတန်ပြင်းနေတယ်ကျမတို့ရဲ့ဘေးပပတ်လည်မှာရွာသားတွေကဝိုင်းထားပြီးပုတ်သိုးနေတဲ့တစ်ဆွေးနဲ့စကဝါပန်းနဲ့မွန်းကျက်နေတယ်အမေစီသွားရမယ်ရှေ့တိုးဓာတ်ထက်အားကကျမရှေ့ကိုညွှန်ပြလိုက်တယ်ကုန်းမြင့်ပေါ်ကအပင်မကြီးအောက်မှာအမေထိုင်နေတော့မယ်ဒါပေမဲ့ဒီလူအုပ်ကြီးကိုဘယ်လိုဖောက်ထွက်မလဲရုတ်တရက်ကျမနဲ့အနီးဆုံးရောက်နေတဲ့တစ်ပင်လူတစ်ကောင်ကလက်ကိုဆန့်ထုတ်ပြီးကျမကင်မရာလာဆွဲတယ်ကျမလန့်ဖြန့်ပြီးရှက်တာကိုနှိပ်လိုက်မိတယ်အနီးကပွင့်သွားတဲ့ flash me အရာကညအမောင်ထဲမှာစူးရှသွားတယ်မယုံနိုင်စရာပဲအော်အဲ့ဒီအကောင်ကမျက်နှာကိုလက်နဲ့အုပ်ကနောက်ဆုတ်သွားတယ် flash me ထိလိုက်တဲ့သူ့မျက်နှာပေါ်ကစကဝါပန်းပွင့်နေရမီးလောင်တယ်လို့မဲချောက်ပြီးကျသွားတယ်အလင်းရောင်ထကသူတို့အလင်းရောင်ကြောက်တယ်ကျမအော်ပြောလိုက်တယ်ဟုတ်တာပေါ့သူတို့ကနှစ်ပေါင်းများစွာမှောင်မိုက်နေတဲ့မြေအောက်ကအမြစ်တွေကနေပေါက်ဖွာလာတာတဘာဝအလင်းရောင်မဟုတ်တဲ့ပြင်းထန်တဲ့မီးရောင်သူတို့မျက်လုံးပန်းပွင့်နေအောင်မခံနိုင်ကြဘူးကောင်းပြီရိတ်မင်းလမ်းရှင်ပြီးငါနောက်ကလိုက်မယ်ဟုတ်ကဲ့ကျမကင်မရာရဲ့ flash setting ကိုအမြင့်ဆုံးတင်လိုက်တယ် continuous move ကိုပြောင်းလိုက်တယ်ပြီးတော့လူအုပ်ကြီးတဲ့ကိုတိုးဝင်လိုက်တယ်ဆက်တဲ့နဲ့ပြစ်တယ်လို့ပဲကင်မရာမီးရောင်တစ်ဖြက်ဖြက်လက်သွားတိုင်းရှေ့ကပိတ်ရနေတဲ့တစ်ပင်လူတွေကအော်ဟစ်ပြီးလမ်းဖိတ်ပေးကြတယ်မီးရောင်ကြီးရဲ့နေရာတိုင်းမှာအဝါရောင်ဝစ်ဆံမုံတွေကမီးကုန်းငွေလိုလောင်ကျွမ်းကုန်တယ်သွားမရက်နဲ့ထက်အားကဘေးကနေကပ်ပါလာတဲ့ကောင်တွေကိုတမြောင်နဲ့ခုတ်ပိုင်လိုက်လာတယ်ကျမတို့လူအုပ်ကြီးကိုဖောက်ထွက်ပြီးကုန်းမြင့်ပေါ်ရောက်လာခဲ့ကြတယ်အပင်မကြီးရဲ့အောက်ခြေကိုရောက်တာနဲ့ရွာသားတွေကနောက်မှကျန်ရိတ်ခဲ့ကြတယ်သူတို့ကဒီအပင်ကြီးနောက်ကိုမကဲရဲကြဘူးမြင့်မြတ်တဲ့နေရာမို့လို့လားကြောက်လို့လားတော့မသိဘူးအေယာမစကဝါပင်ကြီးကအနီးကပ်ကြည့်တော့ပိုကြောက်စရာကောင်းတယ်
ပင်စီကြီးကတစ်သားတစ်သက်မဟုတ်ဘူးလူခန္ဓာကိုယ်တွေအယိုးစုတွေကိုပေါင်းဆက်ပြီးလိမ်ရှက်ထားသလိုပဲအမေပင်စီကြီးရဲ့အခြေအမြစ်တွေကြားထဲမှာအမေထိုင်နေတယ်အမေကလွန်ခဲ့တဲ့နှစ်20ပုံစံအတိုင်းပဲလှပနေတော့နှုတ်ပြိုနေတော့အဖြူရောင်ဝမ်းဆက်လေးနဲ့စပင်ရှည်ကြီးကိုချထားတယ်တခုပဲထူးခြားတာအမေမျက်လုံးတွေမိတ်ထားတယ်အမေသမီးရိတ်လေအမေကိုလာခဲ့တာကျမအမေနာကိုပြေးသွားဖို့လုပ်တယ်မသွားနဲ့ရိတ်ထက်အားကကျမလက်မောင်းလှမ်းဆွဲတယ်တေချာကြည့်စမ်းမင်းအမေကထိုင်နေတာမဟုတ်ဘူးအပင်နဲ့ပေါင်းဆက်ထားတာသူမီးထိုးပြလိုက်မှကျမတေချာမြင်ရတော့တယ်အမေကအပင်အောက်မှာထိုင်နေတာမဟုတ်ဘူးအမေရဲ့ခါအောက်ပိုင်းတစ်ခုလုံးကတစ်ပင်ရဲ့ပင်စီထဲကိုဝင်ရောက်ပေါင်းဆက်နေတာအမေရဲ့လက်ချောင်းထိပ်တွေကနေအမြစ်တွေထွက်ပြီးမြေကြီးထဲစိုက်ဝင်နေတာသမီးလေးရောက်လာပြီလားအမေမျက်လုံးဖွင့်လိုက်တယ်အမေမျက်လုံးတွေကလူမျက်လုံးတွေမဟုတ်တော့မျက်လုံးအိမ်တစ်ခုလုံးအဝါရောင်တောက်နေတဲ့စကားဝါပွင့်ဘက်တွေနဲ့ပြည့်နေတာအမေဘာဖြစ်သွားတာလဲကျမမျက်ရည်တွေကျလာတယ်အမေကပြုံးလိုက်တယ်အမေအပြုံးကကျင်နာမှုမရှိတော့ဘူးအေးဆက်ပြီးကြောက်စရာကောင်းနေတယ်အမေကရွေးချယ်ခံရသူလေသမီးရဲ့ဒီအပင်ကြီးကအမေကိုထာဝရအသက်ပေးထားတာဒါပေမဲ့အမေကအုံမေးလာပြီဒီအပင်ကြီးကခန္ဓာကိုယ်အသက်လိုချင်နေပြီအမေကလှက်ကမ်းလိုက်တယ်သူ့လက်တွေကပုံမှန်ထက်ရှည်ထွက်လာပြီးတစ်ကိုင်း၆တွေလိုဖြစ်လာတယ်လာလေသမီးကအမေထက်ပိုပြီးပြည့်စုံတယ်သမီးရဲ့သွေးထဲမှာအမေရဲ့မျိုးရိုးပါတယ်သမီးကဒီအပင်ကြီးအတွက်အကောင်းဆုံးအိုးအသက်ပဲကျမခြေလမ်းတွေနောက်ဆုတ်သွားတယ်အမေကကျမကိုစောင့်နေတာလွမ်းလို့မဟုတ်ဘူးကျမကိုသူ့နေရာမှာအစားထိုးပြီးအပင်မကြီးရဲ့အစာအဖြစ်ဆက်တော့ဘူးစောင့်နေတာထက်အားကထွက်ပြေးရအောင်ကျမလှည့်ကြည့်လိုက်တော့ထက်အားကမရှိတော့ဘူးထက်အားကရက်နေတဲ့နေရာမှာမြေကြီးထဲကအမြင့်မဲကြီးတွေတိုးထွက်လာပြီးသူ့ကိုရွက်ပတ်ကလေပေါ်ဆွဲတင်ထားလိုက်ပြီးရိတ်ပြေးမေးမိစကားနားမထောင်နဲ့ထက်အားကအပေါ်ကနေအော်ပြောတယ်အမြင့်တွေကသူ့လက်ဘေးကိုညှစ်ထားလို့အတန်အတိတ်ဝင်နေတယ်ဘဲမှပြေးလို့မရပါဘူးကွယ်အမေကရှီမောလိုက်တယ်ရှုပ်တရက်အပင်မကြီးရဲ့အပေါ်ပိုင်းကနေအဝါရောင်ဝစ်ဆံမုံတွေကမိုးရွာသလိုပြိုဆွမ်းလာတယ်ကျမအသက်ရှူလိုက်မိတယ်ချိုအီတဲ့အနက်ခေါင်းမူးသွားတယ်ခြေထောက်တွေပြောင်းခွေသွားတယ်ကျမဒူးထောက်ကျသွားတဲ့အချိန်မှာအမေရဲ့တစ်ကိုင်းလက်တံတွေကကျမမျက်နှာလာထိတယ်အိတ်လိုက်ပါသမီးလေးနိုးလိုက်အားလုံးပြီးသွားမှာပါကျမနိုးလာတော့ပထမဆုံးကြားလိုက်ရတဲ့အတန်ကအဲ့ဒါပဲပြစ်ချဲချဲအရှိတွေကြားထဲမှာတစုံတရာလှုပ်ရှားနေတဲ့အတန်မျက်လုံးဖွင့်ကြည့်လိုက်တော့အမောင်တို့ကလွဲပြီးဘာမှမမြင်ရဘူးအသက်ရှူလိုက်တိုင်းနှာခေါင်းထဲမှာပုတ်သိုးနေတဲ့အသားနဲ့အချင်းပေါက်နေတဲ့အပင်နဲ့ရောထွေးပြီးရနေတယ်ကျမလှုပ်ဖို့ကြိုးစားကြည့်တယ်မရဘူးလက်တွေခြေထောက်တွေကိုစေးကကအမြင့်တွေကရှစ်ပတ်ထားတယ်ကျမရှိနေတာမြေကြီးပေါ်မှာမဟုတ်ဘူးတစုံတစ်ခုရဲ့အတွင်ပိုင်းဖြစ်နိုင်တာအဲ့ဒီစကဝါပင်ကြီးရဲ့ပင်စီကောင်းပေါက်ထဲမှာထက်အားကကျမအတန်ထွက်ဖို့ကြိုးစားပေမဲ့လေချောင်းကခြောက်ကပ်ပြီးအတန်မထွက်ဘူးရုတ်တရက်အပေါ်ဘက်စီကနေအလင်းရောင်မိန်ပြက်ပြလေးကျလာတယ်အလင်းရောင်နဲ့အတူကျမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အော်ရောင်မအော်နိုင်ပဲစိုးအားသွားတယ်ကျမထင်ခဲ့တာအမေကဘယင်မတပားလို့လှလှပပရှိနေမယ်လို့လေဒါပေမဲ့အခုကျမရှိတက်တဲ့မှာမြင်နေရတာလူသားပုံတန်အောင်မပီပြင်တော့တဲ့အသားတကြီးတစ်ပင်ရဲ့အတွင်းသားနဲ့လူခန္ဓာကိုအတင်းကျပ်ပေါင်းဆက်ထားသလိုမျိုးအမေရဲ့မျက်နှာတစ်ခေါက်တွေကြားမှာပြားကပ်နေတယ်မျက်လုံးတစ်ဖက်ကမရှိတော့ဘူးကျန်တဲ့မျက်လုံးတစ်ဖက်ကလည်းအဝါရောင်အမြင့်တွေဖုံးနေတယ်ဆော့ဆော့ကကျမမြင်ခဲ့တဲ့အဖြူရောင်ဝစ်စုံနဲ့လှပတဲ့အမေဆိုတာဒီအပင်ကထုတ်လွတ်လိုက်တဲ့အစိမ့်ငွေတွေကြောင့်
ကျမစိတ်ထဲမှာထင်အောင်ထင်မှားဖြစ်ခဲ့တာပဲဒါမှအစ်စ်အမှန်အမေစီကအတန်ထွက်လာတယ်စကားတန်မဟုတ်ဘူးနာကျင်စွာနှီးတော့တယ်သူ့ခန္ဓာကိုယ်ကနေပိုက်လိုင်းတွေလိုမျိုးအမြင့်တွေကအပင်ကြီးရဲ့အပေါ်ပိုင်းကိုတွေ့တန်းထားတယ်သဘောပေါက်လိုက်ပြီအမေကဒီအပင်ကြီးကိုထိန်းချုပ်ထားတာမဟုတ်ဘူးဒီအပင်ကြီးကအမေကိုအစာအဖြစ်ဓာတ်မြေဩဇာအဖြစ်စုပ်ယူသုံးစွဲနေတာနှစ်ပေါင်း20လုံးအမေဒီလိုပဲခံစားခဲ့ရတာလားသမီးရေဒီတခါတော့အတန်ကခေါင်းထဲကနေမဟုတ်ပဲအမေရဲ့ပါးစပ်ကနေတူတူလေးထွက်လာတာအမေဒီလိုပုံစံကြီးဖြစ်နေတာလားကျမမျက်ရည်တွေကျလာတယ်အမေကအားယူပြီးသူ့လက်ကိုလှုပ်ရှားတယ်ပြေးသမီးအစိတ်တွေကစိတ်ကိုလှည့်စားတာအမေကတတိပေးနေတာပဲဒီအပင်ကထုတ်တဲ့ဝတ်ဆံတွေကအာယုံကြောအစိတ်တွေရှုံမိတဲ့သူတွေကိုသူတို့လိုချင်တဲ့ပုံရိပ်တွေမြင်ရောက်လာအောင်ကိုယ်ချေတောင်းနဲ့ကိုအပင်အောက်ရောက်လာအောင်ဆွဲဆောင်တာရွာသားတွေဥမောင်မောင်တော်သေးတာအားလုံးကဒီအစိတ်မိပြီးအပင်ရဲ့ကျေးကျွန်တွေဖြစ်သွားကြတာပဲကျမမပြေဘူးအမေကိုကဲပြီးမှသွားမှာကျမရုန်းကန်လိုက်တယ်ကံကောင်းတာတခုကထက်အားကထိုးပေးလိုက်တဲ့နတ်ဆိုးတားစီအရှင်ကြံနေသေးလို့ထင်တယ်ကျမရဲ့ကြက်သားတွေကလှုပ်ရှားလို့ရနေသေးတယ်ကျမရဲ့လက်တစ်ပတ်လွတ်လာတယ်ခါကြားမှာချိတ်ထားတဲ့အရာတစ်ခုကိုစမ်းမိတယ်တက်မြောင်ထက်အားကပေးထားခဲ့တဲ့တက်မြောင်ကျမခြေထောက်ကိုရွှေ့ပတ်ထားတဲ့အမြင့်ပြော့တွေကိုဓာတ်နဲ့လှီးပြလိုက်တယ်အပင်ကအဆေးတွေပန်းထွက်လာပြီးအသားညော်နေရတယ်ကျမအပင်ခေါင်းပေါက်ထဲကနေအပြင်အမြင့်ကြီးပေါ်လိမ့်ကျသွားတယ်အပြင်ရောက်တော့မှအမှန်တရားကိုပို့မြင်ရတယ်ဆွတ်ကကျမမြင်ခဲ့တဲ့ရွှေရောင်စကားဝါပင်ကြီးဆိုတာမရှိဘူးကျမရှိမှရှိနေတာကအေယာမသစ်ဆွေတုံးကြီးအဲ့ဒီသစ်ဆွေတုံးကြီးပေါ်မှာလူသေးကောင်းတွေတရိတ်ဆန်အလောင်းတွေပုံထက်နေပြီအဲ့ဒီအလောင်းတွေစီကနေအဝါရောင်မှုပွင့်ကြီးတွေပွင့်နေတာရှင်စရာကောင်းလိုက်တာကျမပါဇက်ကိုပိတ်ပြီးအော်အန်ချင်းစိတ်ကိုထိန်းလိုက်တယ်ဒါကနှက်ဖျားမဟုတ်ဘူးတဘာဝတရားရဲ့မှားယွင်းမှုတစ်ခုပဲကပားမှုတစ်မျိုးကလူတွေကိုထိန်းချုပ်ထားတာထါကဘာမှလဲကျမပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တယ်အပင်ကြီးရဲ့ညာဘက်ခြမ်းအမြင့်တွေရှုပ်ပွနေတဲ့နေရာမှာလူတယောက်ရဲ့ခြေထောက်ကိုတွေ့လိုက်ရတယ်ထက်အားကသူ့တကူလုံးအမြင့်တွေကပင်းကူအိမ်လိုရှင်းပတ်ထားပြီးပါးစပ်ကိုအမြင့်တစ်ခုကပိတ်ဆို့ထားတယ်သူ့မျက်လုံးတွေမှိတ်နေတယ်အဆိုးဆုံးကတော့အပင်ကြီးရဲ့ပင်စီကနေထွက်လာတဲ့အမြင့်ချုံကြီးတစ်ခုကထက်အားကရဲ့ရှင်ဘက်စီကိုဖြည်းဖြည်းချင်းတွန်းဝင်နေတာပဲအဲ့ဒီအမြင့်ချုံထိပ်မှာအဝါရောင်အရှည်တွေဆူရွှဲနေတယ်အဲ့ဒါသာသူ့နှလုံးကိုဖောက်ဝင်သွားရင်သူလဲနောက်ထပ်အမိတ်လူတယောက်ဖြစ်သွားတော့မယ်ကျမပြေးသွားဖို့လုပ်တယ်ဒါပေမဲ့ခြေထောက်ကလေးလံနေတယ်ငုတ်ကြည့်လိုက်တော့မြေကြီးတွေကအမြင့်သေးသေးလေးတွေကကျမရဲ့ဖက်နှက်ကိုလာဆွဲထားကြတယ်ဘယ်သွားမလို့လဲသမီးလေးအမေတို့နဲ့အတူတူနေမယ်ဆိုအတန်အမေတန်မဟုတ်တော့ဘူးအဲ့ဒီအတန်ကကျမနောက်ကျော်ဘက်အပင်ကြီးရဲ့ပင်စီတွေကနေထွက်လာတာကျမလှည့်ကြည့်လိုက်တယ်ပင်စီတွေကအမေဘေးနားမှာနောက်ထပ်ခေါင်းတစ်ခုတိုးထွက်လာတယ်ဒါကလူကောင်းမဟုတ်ဘူးအေယာမစကဝါပန်းပွင့်ကြီးရဲ့အလဲကောင်မှာမျက်လုံးပေါင်းများစွာပါတဲ့အသားဆိုင်ကြီးတစ်ခုအဲ့ဒါအပင်ရဲ့အုံနောက်ပဲမင်းကငါအမေမဟုတ်ဘူးကျမတမြောင်ကြစ်ပေါင်စုပ်လိုက်တယ်ကျမမှရွေးချယ်စရာမရှိတော့ဘူးဒီကပ်ပါကောင်မသိရင်ကျမတို့အားလုံးဒီမြေဩဇာပုံကြီးထဲမှာဆက်သိမ်းရတော့မယ်ပင်စီကြီးတွေကနေထိုးထွက်လာတဲ့ပန်းပွင့်ကောင်းကြီးကမွေဟောက်တကောင်လိုပဲခါရမ်းနေတယ်သူ့ရဲ့အလေကောင်ကအသားဆိုင်မျက်လုံးကြီးတွေကကျမကိုစိုက်ကြည့်နေတယ်သူ့စီကနေအဝါရောင်အငွေဝစ်ဆံပုံတွေတေးရိပ်ထွက်နေတယ်မင်းရဲ့အမေတော်ငါ့ကိုမနိုင်ခဲ့တာမင်းကဒီတမြောင်လေးနဲ့ဘာလို့နိုင်မှလဲခေါင်းထဲဝင်လာတဲ့အတန်ကဒီတစ်ခါတော့အမေတန်မဟုတ်တော့ပုတ်တိုက်တန်တွေရှဲတန်တွေပေါင်းဆက်ထားတဲ့ကြောက်စရာအတန်ကြီးကျမတမြောင်ကင်ထားပေမဲ့လက်တွေတုံနေတယ်ဟုတ်တယ်ဒီဓားလေးနဲ့
ဒီအကောင်ကြီးကိုတတ်ဖို့မဖြစ်နိုင်ဘူးကျမမျက်လုံးတွေကထက်အာကာစီရောက်သွားတယ်ထက်အာကာရဲ့ရှင်ဘက်စီကိုတိုးဝင်နေတဲ့အမြင့်ချွန်ကြီးကလက်တစ်လုံးလောက်ပဲလူတော့တယ်သူတတိလင့်နေတော့မယ်ကျမတခုခုလုံးမရမယ်ဒီအကောင်တွေကအလင်းရောင်ကြောက်တယ်ပြီးတော့ဒီဝစ်ဆံမုံတွေကျမတတိထားမိလိုက်တယ်လေထဲမှာပြန်ဝဲနေတဲ့ဝစ်ဆံမုံတွေကတိတ်သေးလွန်းလို့အဝါရောင်မြူနှင်းတွေလိုဖြစ်နေတယ်။လူကင်းတင်နှန်းတုံးကတင်ခဲ့ရတာတခုတတိရလိုက်တယ်။မုံဖုံပေါက်ကွဲမှုကျုံမုတ်တွေလွှားစာမုတ်တွေလေထဲမှာအရမ်းများနေမီးပွားလေးတစ်ပွင့်ရှိုံနဲ့ပေါက်ကွဲနိုင်တယ်လေ။ဒီဝစ်ဆံမုံတွေကလည်းအတူတူပဲဖြစ်ရမယ်။ချအာကလွယ်အိတ်ချအာကရဲ့လွယ်အိတ်ကမြေကြီးပေါ်မှာကျနေတယ်။အဲ့ဒီထဲမှာမီးကြီးတွေပါတာကျမမြင်ခဲ့တယ်။လာစမ်းအကောင်စုပ်ကျမအော်ဟစ်ပြီးအကောင်ကြီးစီကိုတက်တက်ပြေးဝင်တယ်။အကောင်ကြီးကကားကနေအော်ပြီးသူ့ရဲ့ပန်းပွင့်ခေါင်းကြီးနဲ့ကျမကိုပတ်သက်ပို့လိုက်တယ်။ကျမရှော့တိုက်ရှောင်းလိုက်ပြီးကင်မရာမြောက်လိုက်တယ်။ဇက်တိုင်မီးပွင့်စနစ်နဲ့အကောင်ကြီးရဲ့မျက်လုံးတက်တက်ကိုရိုက်ပစ်လိုက်တယ်။ပြင်းထန်တဲ့မီးရောင်တွေကအမောင်ထဲမှာဆူးရှပြီးလက်သွားတယ်။အကောင်ကြီးကအလင်းရောင်တန်အောင်မခံနိုင်ပဲအနောက်ကိုတွန့်သွားတယ်။သူ့မျက်လုံးအသားဆိုင်တွေကမီးလောင်တယ်လို့မဲချောက်ပြီးအငွေ့တွေထွက်လာတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကျမထအာကာစီကိုပြေးတယ်။သူ့ရင်ပန်းနာရောက်လူနေပါဖြစ်နေတဲ့အမြင့်ချုံကြီးကိုဓမြောင်နဲ့အားကုန်ခုတ်ပိုင်းလိုက်တယ်။အမြင့်ချုံကြီးပြက်ထွက်သွားပြီးအဝါရောင်အဆေးတွေပန်းထွက်လာတယ်။ကျမထအာကာရဲ့ပါးကိုရိုက်ပြီးနှိုးလိုက်တယ်။ထအာကာထစမ်းထအာကာမျက်လုံးဖွင့်ကြည့်တယ်။သူ့မျက်လုံးတွေကအစိမ့်မိထားလို့ဝါထိန်နေပေမဲ့တတိတော့ရလာပြီရိတ်မင်းမပြေးသေးဘူးလားမီးကြီးရှေ့ထဲကမီးကြီးပမလဲထအာကအာယူပြီးသူ့အိတ်ကက်ထဲကအနီရောင်မီးကြီးတောက်တစ်ချောင်းထုတ်ပြီးတယ်ရော့ဒါမဲ့တတိထားဒီကောင်ကြီးကမသေးသေးဘူးပြောရင်းဆိုရင်နဲ့နောက်ွယ်မှာလေတိုးတန်ကြီးကြားလိုက်ရတယ်အကောင်ကြီးကအလင်းရောင်တန်းကနေပြန်တက်လာပြီသူကဒေါသတကြီးနဲ့ကျမတို့စီကိုအမြင့်တွေအများကြီးပြစ်လွန်လိုက်တယ်။တေစွာအမြင့်တွေကကျမတို့ရဲ့ခြေထောက်တွေကိုရှစ်ပတ်ပြီးလေပေါ်ဆွဲတင်လိုက်တယ်။ကျမလက်ထဲကကင်မရာလွတ်ကျသွားတယ်။မီးကြည့်တောက်ကိုတော့လက်တစ်ဖက်နဲ့မြဲမြဲဆုပ်ထားမိတယ်။ကျမတို့နှစ်ယောက်လုံးလေထဲမှာဒွဲလောင်းဖြစ်နေပြီ။အကောင်ကြီးရဲ့ပန်းပွင့်ကောင်ကြီးကကျမမျက်နှာနာကိုကတ်လာတယ်။သူ့ပါးစပ်ကြီးကပြေးလန့်နေပြီ။အထဲမှာသွားရီအစာစူးညောက်တွေနဲ့ပြည့်နေတယ်။အစာကျမသိရတော့မယ်လက်နှစ်ဖက်လုံးချုပ်ခံထားလို့မိချီကိုဖြုတ်လို့မရတော့ဘူးမထိနဲ့အတန်တန်ပင်စီကြီးကနေထွက်လာတဲ့အတန်အမေအတန်အပင်ကြီးထဲမှာမြုပ်နေတဲ့အမေရဲ့ခန္ဓာကိုတိတ်ကိုင်းချောက်ပုံစံလက်တွေကရုတ်တရက်လှုပ်ရှားလာတယ်အမေကသူ့ရဲ့လက်ကျန်အားရင်တွေကိုတုံးပြီးအဲ့ဒီအကောင်ကြီးရဲ့လှဲ့ပင်စီနယ်ကိုအနောက်ကနေလှမ်းဆွဲလိုက်တယ်။သမီးကိုမထိနဲ့အမေကအော်ဟစ်ပြီးအကောင်ကြီးကိုအနောက်ဘက်စီအတင်းဆွဲယူတယ်။အပင်ကြီးတစ်ခုလုံးတိတ်တိတ်တုန်သွားတယ်။အမေရဲ့ခန္ဓာကိုယ်ကအပင်နဲ့တသားတည်းဖြစ်နေရမို့သူကအပင်ရဲ့အာယုံကြောတွေကိုပြန်ထိန်းချုပ်နိုင်စွမ်းရှိနေပုံရတယ်။အကောင်ကြီးကရုန်းကန်နေတယ်။သူ့ရဲ့အာယုံကကျမစီကနေအမေစီရောက်သွားတယ်။ကျမကိုချုပ်ထားတဲ့အမြစ်တွေနည်းနည်းလျော့ရဲသွားတယ်။သမီးလှုပ်တော့အမေကကျမကိုကြည့်ပြီးအော်ပြောတယ်။သူ့မျက်လုံးထဲကနေအဝါရောင်အဆေးတွေစီးကျနေတယ်။မျက်ရည်တွေထင်တယ်။ကျမလက်တစ်ဖက်လွတ်လာတယ်။မီးကြည့်တောင်းရဲ့အဖုံပါးစပ်နဲ့ကိုက်ပြီးဆွဲဖွင့်လိုက်တယ်။မီးပွားလေးတွေထွက်လာတယ်။ကျမမျက်ရည်တွေနဲ့အတူမီးကြည့်တောက်ကိုပုတ်ဆွဲလိုက်တယ်။အနီရောင်မီးတောက်ကြီးကပြင်းထန်စွာတောက်ပလာတယ်။တောင်းမမာတဲ့အမေကျမအဲ့ဒီမီးကြည့်တောက်ကိုအကောင်ကြီးရဲ့ဟနေတဲ့ပါးစပ်ပေါက်ထဲကိုမဟုတ်ပဲလေထဲမှာပြန်ဝဲနေတဲ့အဝါရောင်ဝစ်ဆံမုံကျိန်တိုက်ကြီးတဲ့ကိုပြစ်ထည့်လိုက်တယ်။10 စက္ကန့်2 စက္ကန့်လေထဲမှာပြန့်နေတဲ့ဝစ်ဆံမုံတွေရောက်ဓာတ်စီလောင်းထားသလိုပဲတမဟုတ်ချင်းမီးဟုံးဟုံးတောက်သွားတယ်။ပေါက်ကွဲမှုကြောင့်လေပြင်းအားလိုင်းတစ်ခုဖြစ်ပေါ်လာပြီးကျမနဲ့ထက်အကောင်လေထဲကနေလွင့်စင်ကြစေတယ်။တရွာလုံးကဝစ်ဆံမုံတွေမိကူးကုန်ပြီ။အပင်မကြီးကမီးတောင်ပေါက်ကွဲသလိုမီးတွေလောင်ကျွမ်းနေတယ်။အကောင်ကြီးရဲ့အော်ဟစ်တန်
အမေရဲ့နောက်ဆုံးနှုတ်ဆက်တန်တွေကမီးတန်တွေကြားမှာပျောက်ဆုံးသွားတယ်။သွားမယ်ရှိပြေးထက်အားကကျမလက်ကိုဆွဲပြီးထူတယ်။ကျမတို့မီးလောင်နေတဲ့အပင်ကြီးကိုကြောခိုင်းပြီးရွာအပြင်ဘက်ကိုအားကုန်ပြေးထွက်ခဲ့ကြတယ်။နောက်မှာတော့နှစ်ပေါင်း100ကျော်သက်တမ်းရှိတဲ့မရဏစကဝါအပင်ဆိုးကြီးကမီးပင်ထဲမှာပြာကျသွားတော့တယ်။မနက်9:30မိနစ်ပဲခူးရိုးမတောနက်ကြီးထဲမှာမိုးဆဲသွားပြီ။ဒါပေမဲ့စကဝါရွာပြက်နေရမှာတော့မိကုန်းငွေတွေဥထွက်နေတော့မယ်။တချိန်ကခန်းထားပါတယ်ဆိုတဲ့အယိုးမုတ်ဦးဝါကြီးတစ်သားအိမ်ဟောင်းကြီးတွေနဲ့အေယာမစကဝါပင်ဆိုးကြီးအားလုံးကမီးလောင်ပြင်ပြပုံကြီးဘဝကိုရောက်သွားခဲ့ပြီ။ကျမမြေကြီးပေါ်မှာပြက်လက်လန်ရင်တက်ပြင်းချလိုက်တယ်။ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေတယ်။ဘေးနားမှာထက်အားကထိုင်နေတယ်။သူကဆေးလိပ်တစ်လိပ်ကိုမြင်းကြီးလိုက်တယ်။ပြီးသွားပြီရေတကယ်ပြီးသွားပြီ။သူကသူ့ရင်ဘက်ကိုဖွင့်ပြတယ်။ဆော့ဆော့ကအမြင့်ချွန်ကြီးထိုးဝင်သူနီးပါဖြစ်ခဲ့တဲ့နေရာမှာအခုတော့အနေအောင်အဆက်အပြောက်လေးပဲကျန်တော့တယ်။ကျမလည်းကိုယ့်လေပင်ကိုစမ်းကြည့်လိုက်တယ်။မရှိတော့ဘူး။အရှိပြားအောက်ကတွားသွားနေတဲ့အမြင့်စင်းစိမ့်တွေမရှိတော့ဘူး။သူတို့အားလုံးခြောက်သွေ့ပြီးအမော်အမားတွေဖြစ်ကုန်ပြီ။ပင်မအုံတော့တည်သွားတော့သူရဲ့လက်တံတွေအားလုံးလိုက်တည်သွားကြတာ။တက်အားကမိကုန်းငွေတွေကိုငေးရင်းပြောတယ်။မင်းအမေသူလေငါတို့ကိုကဲလိုက်တာ။ကျမကောင်းကြီးလိုက်တယ်။မျက်ရည်တွေစီးကျလာပြန်တယ်။အမေဟာနောက်ဆုံးအချိန်မှာသူ့ရဲ့လူသားစိတ်ကိုပြန်ရခဲ့တယ်။သူကသားကောင်ဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ကောင်းအဖြစ်နဲ့အဆုံးသတ်သွားခဲ့တယ်။တလားခန့်ကြာပြီးရဲ့နောက်ရန်ကုန်မြို့သတင်းစာမျက်နှာဖုံးတွေမှာခေါင်းစဉ်ကြီးတွေပါလာတယ်။ပဲခူးရိုးမတောမီလောင်မှုကြီးမှာနှစ်ပေါင်းများစွာပျောက်ဆုံးနေသူများ၏အရှိုးစုများကိုရှာဖွေတွေ့ရှိရှေးဟောင်းပစ္စည်းကုန်တဲ့ဥမမောင်၏လူကုန်ကူးမှုကိုင်းကိုဖော်ထုတ်နိုင်ခဲ့ရဲတပ်ဖွဲ့ကတော့တောမီလောင်မှုလို့ပဲကောက်ချက်ချလိုက်တယ်။စကဝါတစ်ပင်လူတွေအကြောင်းဘယ်သူမှထုတ်မပြောခဲ့ကြဘူး။ပြောရင်လည်းရုံမဲသူမှမရှိရ။ကျမကင်မရာဆိုင်မှာအလုပ်ပြန်ဆင်းနေပြီ။တက်အာကတော့ဆေးရုံကဆင်းလာပြီးသူ့ရဲ့စုံတောင်းအလုပ်ကိုပြန်စနေပြီ။ကျမတို့နှစ်ယောက်ရှမ်ပန်ရှန်ကာကော်ဖီတောက်ဖို့ချိန်တက်ကြတယ်။အချင်းချင်းစကားမပြောဖြစ်ကြပေမဲ့နားလည်မှုတစ်ခုတော့ရှိတယ်။ကျမတို့ကငရဲရပြန်လာတဲ့သူတွေလေ။ဒီနေ့ညကျမတက်ရုံဓာတ်ပုံဆေးခန်းထဲမှာအလုပ်လုပ်နေတယ်။ရွာပြက်ကြီးထဲမှာရိုက်ခဲ့တဲ့ဓာတ်ပုံတွေကိုပြန်ဆေးနေတယ်။ရဲကိုအပ်လိုက်တဲ့ပုံတွေထဲမှာမပါတဲ့ကျမကိုယ်ပိုင်သိမ်းထားခြင်းတဲ့ပုံတွေဓာတ်ပုံတစ်ပုံကိုဆေးရည်နဲ့စိန်လိုက်တယ်။ပုံရိပ်ကဖြည်းဖြည်းချင်းပေါ်လာတယ်။အပင်မကြီးမီးလောင်နေတဲ့ပုံမီးတောက်တွေကြားထဲမှာအမေရဲ့ပုံရိပ်ကိုဝေဝေဝါးဝါမြင်နေရတယ်။အမေကမီးလောင်ထဲမှာလောင်ကျွမ်းနေပေမဲ့သူ့လက်တစ်ဖက်ကကျမရှိရာဘက်ကိုလှမ်းထားသလိုပဲကျမမှန်ဘလူးနဲ့အဲ့ဒီပုံအနီးကပ်ကြည့်လိုက်တယ်။အမေရဲ့လက်ချောင်းထိပ်လေးတွေအဲ့ဒီလက်ချောင်းထိပ်တွေကနေတင်းငယ်လွန်းတဲ့အဝါရောင်အမုံလေးတွေလွင့်ပြန်လာတာတွေ့ရတယ်။အဲ့ဒီအမုံတွေကကျမရဲ့နေရာစီကိုဥတီနေတာ။ဒါဝစ်ဆံမုံတွေပဲ။ကျမရေရွတ်လိုက်မိတယ်။ရုတ်တရက်လေပင်ကရှားလာတယ်။အမြင့်တွေ့ခဲ့ဘူးတဲ့နေရာရှားတာမဟုတ်ဘူး။လေပင်ရဲ့အခြားတစ်ဖက်ချမ်းနေရွက်အောက်နာလေးကရှားလာတာ။ကျမမှန်ရှိကိုသွားပြီးကြည့်လိုက်တယ်။ဘာမှမရှိဘူး။အသားရည်ကဖြူစင်နေတာပဲ။စိတ်ထင်တာနေမှာပါ။ကျမကိုဖြေသိမ့်ပြီးမျက်နှာတစ်ဖို့ဘေးစင်အောင်ဖွင့်လိုက်တယ်။ရေအေးအေးလေးနဲ့မျက်နှာတစ်လိုက်တော့စိတ်ကြည်သွားတယ်။မျက်နှာသုံးပေါ်ကနေတုပ်ပြီးမျက်လုံးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာမှန်ထဲမှာကျမရဲ့မျက်လုံးတငယ်အိမ်ထဲမှာအဝါရောင်အလင်းဆက်လေးတစ်ခုလက်ခနဲ့ဖြစ်သွားတယ်။တစ်စက္ကန့်လေးပဲပြီးတော့ပျောက်သွားတယ်။ကျမပြုံးလိုက်မိတယ်။ကျမမပြုံးချင်မဲနဲ့နှာခမ်းတွေကသူ့အလိုလိုကွေးတက်ပြီးပြုံးလိုက်မိတာ။ကျမအခန်းထဲကိုရှူရှိုက်လိုက်တယ်။ဓာတ်ပုံစီးရင်နဲ့မရတော့ဘူး။အစားထိုးရလိုက်တာတင်းပြက်လွန်းနဲ့လက်ဆက်လွန်းနဲ့စကဝါပန်းရင်နဲ့စပွဲပေါ်ဖုန်းမြည်လာတယ်။ထက်အာကဆက်တာကျမဖုန်းကိုကင်လိုက်တယ်။ဟယ်လိုရိတ်နေကောင်းလားထက်အာကရဲ့အတန်စိုးရင်တကြီးကောင်းပါရဲ့ထက်အာကအရန်ကိုနေလို့ကောင်းနေတာကျမပြန်ဖြေလိုက်တယ်။ကျမအတန်ကနည်းနည်းပြောင်းလဲနေတယ်လို့ပဲ
ပိုပြီးအေးဆက်တယ်ပိုပြီးตายရတယ်ဒါနဲ့ရှင်အားရင်ကျမစီလာခဲ့ပါလားကျမရှင်နဲ့ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ချင်လို့ဖုံးချလိုက်ပြီးရဲ့နောက်ကျမတန်ရုံးမီကိုပိတ်လိုက်တယ်အမောင်တဲမှာကျမရဲ့မျက်လုံးတွေဟာကြောင်ရင်းတစ်ကောင်လိုဝါရွှင်ရောင်တောက်ပနေတော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမင်းသွေးဆက်ရှမ်းမောမြည်ရဲ့မရဏစကားဝါဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်နေ့တွေမှာတင်ဆက်ပေးသွားအောင်မယ့်ဇာတ်လမ်းကောင်းလေးတွေကိုလည်းဆက်လက်ဆောင်မြော်အားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်